မင်္ဂလာပါအခုဒီဗီဒီယိုလေးမှာတော့ Further Pure Mathematics ရဲ့ paper 1R ကို exam practice အနေနဲ့လေ့ကျင့်တော့မှာဖြစ်ပါတယ်အခုဒီ paper လေးကတော့ဒီ May 2025တုန်းကမေးသွားတာပေါ့နော်တစ်ဖက်မှာလည်းပဲဒါအမှတ်ပေးစီးမြင်တဲ့အခါအဖြစ်တိုက်တော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကဲခွဲစားလိုက်အောင် number 1က number 1ကရှင်းပါတယ်တော့ဒါပေးထားတယ်ပြီးလို့ရှိရင်အဲ့ဒီကောင်ကိုဒီပုံစံပြောင်းပေးရမယ်ပေါ့နော် W ကိုအဲ့ပုံစံပြောင်းပေးမယ်ဆိုတော့ W ကိုရှာကြည့်လိုက်အောင်W ရှာခြင်းရင်ဒီလိုလဲရတယ်နော်W ရှာခြင်း50ကိုဘာနဲ့တက်စားမလဲဆိုတော့ x - square root of 6နဲ့တွက်စားအဲ့ဒီအောက်ကောင်ကို rationalize လုပ်ရမှာအဲ့ဒါဆိုတော့ဒီရဲ့8အပေါင်းနဲ့မြောက်ပေးပေါ့နော်ဒီကောင် x - y ဆိုရင်ဒီကောင် x + y ဆိုတဲ့တဘောမျိုးပေါ့နော်ကဲအပေါ်မှာမြောက်အောက်မှာလည်းမြောက်ရင်အပေါ်မှာလည်းမြောက်ပေါ့နော်အဲ့ခါကျတော့မှအောက်ကဂိမ်းကကျတော့ the whole square ဖြစ်သွားပြီ x နှစ်ထပ် y နှစ်ထပ်ပေါ့နော်8နှစ်ထပ်က64ရမယ်ပြီးလို့ရှိရင် y ကျတော့ 6 root 6ကကျတော့ root ပြောက်သွားမယ်ပေါ့နော်ဟောကကျတော့50ဆိုတော့50အထဲတည်းက 8 plus root 6ပေါ့နော်အဲ့မှာခြံထားပြီးအောက်ကကိန်းကိုနှုတ်လိုက်လို့ရှိရင်64တဲ့ကနေ6နှုတ်တော့တန်ဖိုးအဖြစ်ဘယ်လောက်ရ64တဲ့ကနေ6နှုတ်လိုက်ပြီးတော့အပေါ်ကနေကိန်းနဲ့လိုက်ကျင်းလိုက်မယ်ပေါ့နော်58ရ58ကဲအဲ့ကောင်50ကိုစားပေးလိုက်ပါတော့50အစား58ဆိုရင်တန်ဖိုးအဖြစ်ဆိုရင်ကြည်သွားလိမ့်မယ်နှစ်နဲ့ကြည်သွားတယ်25အောက်ပေါ်ကျတော့29ပေါ့နော်အောက်ကကျတော့အဲ့ခါကျလို့ရှိရင်အထဲတွေက8ရဲ့ square root of 6ရဲ့ဒီ form ပြခိုင်းတာဖြစ်တဲ့အတွက်ကြောင့် ABC ကိုလိုချင်25ထဲထဲဝင်မြောက်ပေါ့နော်25 8လီဆို200ရမယ်ပြီးတော့25 square root of 6အောက်ကကျတော့29ပဲပေါ့နော်ဒါဆိုရင်တို့တွေလိုချင်တဲ့ number 1ပုံစံလေးပြီးပြီပေါ့နော်ဒီမှာလည်းပဲကြည့်လို့ရမယ်ကဲဆက်လက်ပြီးတော့ပုံစံ number 2လေးကြည့်အောင်ပေါ့နော်ဒီမှာဆိုရင် arithmetic series f ဆိုတဲ့ဟာရှိရဲ့ဒီမှာ u 3လုံးမြောက်ကိန်းက8တယ်နော်5လုံးမြောက်ကိန်းက20ဆိုတော့3လုံးမြောက်ကိန်းဒီ u3 က8ဖြစ်မယ်5လုံးမြောက်ကိန်းဒီ20ဖြစ်မယ်ပေါ့နော်ဒီကနေပဲ information က u3 ရဲ့ပုံတင်ဒီစတဲ့ကိန်းတစ်လုံးနဲ့သူ distance နှစ်ခုပေါင်းလို့ရှိရင်ရောက်တယ်ပေါ့နော်ဒီရဲ့ arithmetic series ပါဆိုရင်ပြီးတော့ဒီမှာကျရင်ကျွန်တော်စတဲ့ကိန်းတစ်လုံးနဲ့စတဲ့ကိန်းတစ်လုံးနဲ့ဟောပေါ့ဘာခေါ်လဲ 5d တန်းဟာလား 5d ဆို 4d ပေါ့နော် 4d ဆို20ဒီနေရာမှာဒီလိုလုပ်လိုက်လေရတယ်အဲ့နှစ်ခုခြားနာချင်းတစ်ခါတည်းယူလိုက်လေရတယ်ဒီလိုပေါ့လေ u3 u5 - u3 ပေါ့နော်အဲ့နှုတ်လိုက်လို့ရှိရင်ဘာပဲကြံပါလဲဆိုတော့သူက20တဲ့ကနေ8နှုတ်ချင်းဒီ9တဲ့ကနေ3နှုတ်တာ ਨੇ အတူတူပဲဒါ 2d ပဲကြံခဲ့မယ်ဒီမှာလည်းနှုတ်လို့ရတယ်ပေါ့နော်4တဲ့ကနေ a ကကြည်သွားပြီဆိုတော့နော် 2d ပဲကြံမယ် 2d ရဲ့တန်ဖိုးက2d ရဲ့တန်ဖိုးက12ရမှာပေါ့ဒီတန်ဖိုးကြီး6ရပြီ6နေရတဲ့အခါကျတော့ a တန်ဖိုးလေးရှာမယ် a တန်ဖိုးဆိုတော့ဟောဒီမှာစားထိုးလိုက်မယ် a ဒီရဲ့တန်ဖိုးက12ဖြစ်သွားပြီနှစ်6လေး12ပေါ့နော် a တန်ဖိုးကိုတခြားတော့အနှုတ်4ရမှာပေါ့နော်အဲဆို a ရပြီ d ရပြီဆိုရင် sm times က220တက်ပဲချိန်မှာ g မှာလဲပေါ့နော် at least value ဆိုတော့ f ကတန်ဖိုးဒီ f ဒီ series ရဲ့ sn မဲ့ထားလိုက်ပါတော့နော် g ပဲချိန်မှာလဲဆို220တက် g ပဲအဲကောင်ရဲ့ပုံတင်နည်းက n divided by 2a plus n minus 1 into d ပေါ့နော်ဒါနဲ့အစားထိုးမယ် n တန်ဖိုးကရှာချင်တာ n by 2နှစ်ကိုတို့တွေခဏမမြောက်တည်နေနော် 2a ရဲ့တန်ဖိုးကအနှုတ်4ဆိုတော့ဒီမှာအနှုတ်4ထည့်လိုက်လို့ရှိရင်အနှုတ်8ဖြစ်သွားပြီ n minus 1 d ရဲ့တန်ဖိုးကကျတော့6ဆိုတော့6 unit ထည့်မယ်အဲ့ဒီတော့မှအထက်ထက်ကကိန်းလေးတွေကိုရှင်းပေးလိုက်မယ်ပေါ့နော် 6n minus 6ပေါ့နော် minus 6နဲ့ minus 8နဲ့ဆိုတော့14ဖြစ်သွားမယ်အနှုတ်14ဒီဘက် n by 2ပေါ့ n by 2ထဲထဲဝင်မြောက်ရင်ဒီကောင်ကကျတော့ 6n ဆိုတော့ 3n square ရမယ်ဟောဒီကောင်ဝင်မြောက်ရင်14ဆိုတော့9ပဲရမယ်ပေါ့နော် 7n ပြီးတော့200ဒီဘက်ကိုရွှေ့လိုက်အနှုတ်200ဖြစ်သွားမယ်တို့တွေစခွဲကိန်းခွဲကြည့်မယ်ပေါ့နော်စခွဲကိန်းခွဲရင် move 5 3ထဲမှာ calculator ထဲမှာသွားခွဲလဲရတယ်ပေါ့နော်3အနှုတ်ခွန်ပြီးတဲ့အခါကျလို့ရှိရင်အနှုတ်200ဆရာတော့ဟိုစခွဲကိန်း calculator ထဲမှာအရင်ဆုံးစမ်းတက်လိုက်ပေါ့နော်ကဲတန်ဖိုးနှစ်ခုရလိုက်တော့ 9.4 နဲ့ဗာနဲ့ရလဲဆိုတော့ negative 7နဲ့ရတယ်ပေါ့နော်ဒီကောင်ရဲ့တန်ဖိုးကဒီကောင်တန်ဖိုးကိုတို့တွေ n တန်ဖိုးကို negative b plus or minus square root of
b square minus 4ac over 2a နဲ့စဉ်းစားလို့ရှိရင်တန်ဖိုးနှစ်ခုရမှာပေါ့နော်ဒီမှာတန်ဖိုးလေးအစားထည့်ပေးလိုက်ပေါ့တန်ဖိုးက -7.081ဒါတစ်ခုရတယ်ပြီးခါကြလို့ရှိရင်နောက်တစ်ခုကကြတော့9 point ပေါ့နော်9.41456ဆိုပြီးတော့ရတယ်ပေါ့နော်ဒါဒီကောင်းရဲ့အဖြေတော့မဟုတ်ဘူးသူ equation ဒီကောင်းကို0ပေးရမယ့်အဖြေပေါ့နော်အဲဆိုအန်တန်ဖိုးဒီကောင်းရဲ့အဖြေရဒါစတန်ထဲမှာစဉ်းစားလို့ရတယ်စတန်ထဲမှာစဉ်းစားလို့ရှိရင်ဒီတန်ဖိုးက graph ဆွဲလို့ရှိရင်ဒီလိုပုံသဏ္ဍာန်ရမှာအဲ့ဒီပုံသဏ္ဍာန်ရဲ့ဒီကောင်အနှုတ်9ကျော်မှာရှိတယ်ဒီကောင်ကျ9မှာရှိတယ်ပေါ့နော်အဲဆိုတော့9.4ဓာတ်ကိုကြီးတဲ့အဖြေပဲယူရမှာပေါ့နော်အန်တန်ဖိုးဒီအနှုတ်9တန်းငယ်တာရှိနိုင်တယ်အနှုတ်ပြီးလို့ရှိရင်တစ်ချိန်တည်းမှာပဲအန်တန်ဖိုးဒီ 9.4 ကျော်ရှိတဲ့ကဏ္ဍပေါ့နော်ဒါအကျန်းဖြစ်တဲ့အတွက်ကြောင့်မလို့ကဲတော့ဆိုတော့တို့တွေနောက်ဆုံးအဖြေဒီ and ဒီကောင်းရဲ့တန်ဖိုးပဲယူလိုက်လို့ရှိရင် greater than 10ဆိုတော့10စပြီးတော့မှဖြစ်နိုင်တယ်ပေါ့နော် least value ဆိုရင်ဒါဆိုရင်လိုချင်တဲ့ပုံစံအဖြေလေးရပြီဒီမှာလည်းကြည့်လို့ရတယ် solution ဒီနေရာရောက်လို့ရှိရင်ဒါအစားတော့ထိုးပေးရမှာပေါ့နော်အစားထိုးပေးတာတတ်မှတ်ပေးတယ်နော်ဒီနေရာအစားလေးထိုးပေးလိုက်ကဲဒါဆိုနားလည်မယ်လို့ထင်ပါတယ်ပုံစံနံပါတ်1ကဲဆက်လက်ပြီးတော့ပုံစံနံပါတ်3လေးကြည့်အောင်ပေါ့နော်အမုံလေးတစ်ခုအားတဲ့ဒီ straight line တစ်လျှောက်ကိုရွေ့နေတယ် O ကနေစရွေ့တယ်ပေါ့နော်အချိန် second က0ကနေစပြီးတော့မှရွေ့တယ်သူရဲ့ရွေ့တဲ့ velocity တွေကဒီမှာပေးထားတယ် velocity အချိန်နဲ့အမျှ ဟောဒီလိုရွေ့နေတယ်ပေါ့နော် 19t plus 35ကဲအဲ့ဒါယူလို့ရှိရင်သူရဲ့ acceleration a ကိုရှာပါဆိုတော့ဒါ acceleration ကိုလိုချင်ရင်velocity ကိုဘယ်လိုအချိန်နဲ့ပြောင်းလဲဆိုတာဒီ acceleration ဖြစ်မယ်တစ်ချိန်ရှိပေါ့ power ရှေ့ချတစ်ထပ်နှုတ်လိုက်လို့ရှိရင် 4t ရမယ်သူ့ကြတော့ t power 1ဆိုတော့19ပဲရမယ်ပေါ့နော်ဒါရလို့ရှိရင်တော့ပုံစံပေးတာ the values of t a တန်ဖိုး0 a တန်ဖိုးပဲချိန်0ဖြစ်မှာလေဒီကောင်0ပေးလိုက်ပေါ့လေ 4t minus 19က0ဆို t တန်ဖိုးဒီ19ကိုဒီ4နဲ့စားဒီ second မှာဖြစ်မှာပေါ့နော်19ကိုဒီ4နဲ့စားလိုက်တရမနဲ့ပြချင်လဲရတယ်4.57ပေါ့နော်4 second ကျော်5 second ဒီပါမှာသူကဟိုအချိန်နေ0ဖြစ်သွားမယ်ပေါ့နော်အဲ့လိုမျိုးပဲ instantly error t1 နဲ့ t1 မှာဟိုရက်သွားတယ်ဆိုတော့ရက်သွားတယ်ဆိုတာဒီ v0 ကိုပြောတာပြီးလို့ရှင် at the time t second 9တဲ့ t2 မှာ t2 ကကျတော့နောက်ထပ်ကြာတဲ့အချိန်ကျမှာကြာတဲ့အချိန်ကြာလို့ရှိရင်သူကဟို t1 နဲ့ t2 ကနောက်မှဖြစ်တယ်ဆိုတော့ပြောဆိုလို့ရနော် find the t1 and t2 ဆိုတော့ရက်သွားတယ်အဲ့ဒီအချိန်နှစ်ခုမှာရက်သွားတယ်ဆိုရင်ရက်သွားတဲ့အချိန်နှစ်ခုရှာပါပေါ့နော်အဲဆိုတော့ velocity တန်ဖိုး0ပေးလိုက်လို့ရှိရင် 2t square minus 19t plus 35ကဲတန်ဖိုးဒီ0မှာရက်သွားတယ်ကဲဆိုတော့ move 53ရဲ့သွားပြီးတော့ calculator နဲ့သွားလိုက်မယ်ဆရာစကွဲကင်းခွဲ2ရဲ့အနှုတ်19ရဲ့35ရဲ့ဆရာတင်ကွဲတော့ကွဲအောင်မယ်ထင်တယ်နော်9နဲ့ကွဲရဲဆိုတော့ဒါ t7 ပေါ့နော်9 5 4 35အောက်က2ဖြစ်မယ်အပေါ်ကကျတော့အပေါ်ကကျမြောက်လိုက်လို့ရှိရင်14အောက်ကကျတော့5 14နဲ့5ဆို19ပေါ့နော်ပေါင်းလိုက်လို့ရှိရင်ဒါဆိုတော့2ခွင်းကွဲသွားပြီ 2t minus 5တခွင်းရဲ့ t minus 7တခွင်းရဲ့နော်အဲဆိုတော့တစ်ခုချင်း0ပေးလိုက်ရင်ဒီကောင်5/2ရပြီးတော့မှဒီဘက်ကတန်ဖိုးကျတော့7ပေါ့နော်အဲ့ဒါဆို t1 ရဲ့တန်ဖိုးက 2.5 second ပေါ့နော်ဒါ t2 ပေါ့လေ t2 ရဲ့တန်ဖိုးက7 second မှာဖြစ်သွားလိမ့်မယ်အဲ့ဒါဆို t1 လည်းရပြီ t2 လည်းရပြီပေါ့နော်ပြီးတော့ exact distance ဆိုတော့ distance တစ်ခုရှာပါတဲ့ဘယ်ကနေလဲဆိုတော့ in p travel between the t1 and t2 t1 နဲ့ t2 ကြားထဲမှာတွားခဲ့တဲ့အကွာအဝေးကိုရှာပါဆိုတော့တို့တွေပုံလေးတစ်ချက်ဆွဲကြည့်မယ်ဒီကောင်ရဲ့ velocity graph မှာဆိုရင်ဟောဒီလိုမျိုးရှိမယ်ပေါ့နော်ဒါက v ဒါက t ပေါ့နော်အချိန်နဲ့အများရွေးရှားနေတဲ့ velocity တွေဘယ်အချိန်မှာဟိုသူက0ဖြစ်တာလဲဆိုတော့ 2.5 second နဲ့7 second မှာဖြစ်တာအဲဆိုတော့ဆရာတို့ကဒီကြားထဲက area ကိုရှာတာ ਨੇ အတူတူပဲပေါ့နော်အဲဆိုတော့ integration ပေါ့ distance ဆိုရင် distance t1 ကနေစမယ် t2 မှာဆုံးမယ် t1 ကကြတော့ဆရာဒီမှာအစားထည့်လိုက်လို့ရှင် t1 က 2.5 t2 ကကြတော့7ပြီးလို့ရှင်ဒီကောင်ရဲ့ဟိုပါပေါ့နော်velocity graph ကို dt နဲ့တော့မှာဆို velocity ရဲ့တန်ဖိုးပြန်ကူးလိုက် 2d square 19 35အဲ့ကောင်ကိုတစ်ကြိမ် dt နဲ့ integration လုပ်ကြလို့လို့ရှင်ဒီကောင် power ကိုတစ်ပေါင်းမယ်ပေါင်းလို့ရတဲ့ power နဲ့စားမယ် power တစ်ပေါင်းမယ်ပေါင်းလို့ရတဲ့ power နဲ့စားမယ်19ကလည်းပဲအတူတူပဲ power ကိုတစ်ပေါင်းမယ်ပေါင်းလိုက်လို့ရှင်
ပေါင်းလိုက်လို့ရတဲ့ power နဲ့ပြန်စားမယ်ဒီမှာကျ35ကလည်းပဲပြန်စားမယ်ဒီနေရာမှာဆရာတို့ distance ဆိုတော့ positive ဒီအောင် negative ဖြစ်နေမှာပေါ့ negative area ကြီးဖြစ်နေမှာအဲ့ဒီအတွက်ကြောင့်မလို့ positive ပြန်ပြောင်းပေးပေါ့အပြင်မှာ modulus လေးခံထားလိုက်ပေါ့နော်အပြင် 2.5 ကိုထည့်မယ်7ကိုထည့်မယ်တန်ဖိုးလေးရေးမယ်ပေါ့နော်ကဲအဲ့ကောင်ဘယ်လောက်ရမလဲဆိုဆရာတို့ calculator ထဲမှာတွားထည့်လိုက်ပေါ့နော်ထည့်လိုက်လို့ရှိရင်ဒီမှာလည်းပဲကြည့်လို့ရတယ်အမှတ် base မြင်နေမှာဒါလေးတွေ့ရလိမ့်မယ်ပေါ့နော် 2.5 ကနေစရဲ7မှာထည့်တယ်နောက်ဆုံးဟို equation လေးတွေလိုက်ကူးပေးလိုက်ပေါ့နော်ဒီထဲကိုတန်ဖိုးထည့်တဲ့ဟာလေးလိုက်ကူးပေး7ကိုထည့်7ကteam ဝင်မယ်ဆိုရင်2ခုနှစ်3ထပ်ပေါ့19ခုနှစ်2ထပ်နှစ်နဲ့စားမယ်35အဲ့ဒါကတစ်တက်နော်အဲ့ဒါကိုနှုတ်မယ်ဘယ်တည်းကနှုတ်မှာလဲဆိုတော့2 t square တန်ဖိုး 2.5 ကိုထည့်နှစ်ထပ်3နဲ့စား19 2.5 ကို t နှစ်ထပ်နှစ်နဲ့စား35ဘာလို့35ဒီမှာမထည့်အောင်ရရနော်အဲ့ဒါဆရာတို့ထွက်လာလို့ရှိရင် negative တန်ဖိုးထွက်လာလိမ့်မယ်ဆိုလိုတာအနှုတ်243ပိုင်း8ပိုင်းဆိုထွက်လာလိမ့်မယ်အဲ့ဒါအောင်မှာ distance ဆို positive ပြန်ယူရင်243ပိုင်း8ပိုင်းပေါ့နော်ဒီမှာဒါဆိုနံပါတ်3 ms လေးလဲနားလဲမယ်လို့ထင်တယ်ပေါ့နော်ကဲဆက်လက်ပြီးပုံစံနံပါတ်4လေးကြည့်အောင်ပေါ့နော်ဒီမှာဆိုတရိကန်တစ်ခုမှာအနား2ခုနဲ့ဒေါင်းတစ်ခုပေးထားတယ်အဲဒီမှာဆရာတို့ပုံချမ်းလေးဆွဲကြည့်မယ်ဆိုရင်တော့မှ AB က 4.3 ဆိုတော့ AB 4.3 BC ကကျတော့ 5.9 okay 5.9ပြီးရင်ဒေါင်းတစ်ခုကကျတော့29ဆိုတော့ဒါက A ဒါက B ဒါက C ပဲထားပါတော့အဲ့မှာဒီကောင်က29လို့ပေးထားတယ်အဲ့မှာပြဿနာကဘာလဲဆိုတော့ဆရာတို့ပေးထားတဲ့ဒေါင်းဒီသေးတဲ့အနာနဲ့မျက်နှာချင်းဆိုင်ရှိတဲ့အခါကျလို့ရှိရင်အဖြေက2ခုဖြစ်နိုင်တယ်ဒီမှာလည်းပဲပုံစံအဖြေ2ခုဆိုပြီးပြောထားတယ်ဆိုလိုတာနောက်ထပ်ပုံတစ်ပုံဖြစ်နိုင်နေတယ်ဒီရဲ့ 4.3 ကိုပဲသူကဒီဘက်ကရှည်တာဒီဘက်ကတိုတာဆိုတော့တိုတဲ့အနာလေးကဒီဘက်မှာလည်းရှိနိုင်သေးတယ်ဆိုလိုတာเนาะဒီပုံလည်းဖြစ်နိုင်သေးတယ်ပေါ့နော်ဒါဆိုတော့နည်းနည်း option ကနော်ပုံစံပုံက2ပုံဖြစ်နိုင်တာပေါ့လေနော်အဲ့ဒါဆိုတော့ဆရာတို့ 2 possible answer ကိုရှာရမယ် A ဘယ်အောင်ရှာရမလဲဆိုတော့down CAB ရလား CAB down A ပေါ့နော်ဒီ down ကိုရှာခိုင်းတာ okay ကဲဆိုတော့ဒါဆရာ theta 1လို့ပြောလိုက်မယ်ဒီကောင် theta 2လို့ပြောလိုက်မယ်ပေါ့နော် theta 1ရဲ့ theta 2ရဲ့ပေါ့လေအဲ့ဆိုတော့ theta 1ကိုဆရာတို့အရင်ဆုံးရှာလိုက်မယ်ဘာနဲ့ရှာလို့ရလဲဆိုတော့ sin law နဲ့ရှာလို့ရတယ် sin theta 1 divided by သူရဲ့မျက်နှာချင်းဆိုင်က 5.9 နဲ့စားခြင်းဒီ sin 29ကိုပဲဘာနဲ့စားခြင်းနဲ့အတူတူပဲလဲဆို 4.3 နဲ့စားခြင်းနဲ့အတူတူပဲtheta 1ကိုလိုချင်ရင်59တွက်မြောက်ပေါ့နော် sin 29 4.3 5.9 အဲ့ဒီကောင်မှာ invert ကျွေးလိုက် sin invert ကျွေးအဲ့ဆိုတော့ဒီကောင် degree တို့ radian တို့ ਨੇ ဟိုဆရာတို့ပြလိုက်ပေါ့နော်တန်ဖိုးဘယ်လောက်ရမလဲဆိုချက်ဒီတော့အကြည့်လိုက်တော့ calculator နဲ့ရင်လည်းတန်ဖိုးထွက်လာလိမ့်မယ်ဒီကောင် 41.7 ဆိုပြီးတော့ထွက်လာလိမ့်မယ်ပေါ့နော်1 significant ကောက်ထားလိုက်ပေါ့လေအဲ့ဒီမှာဒီနောက်ထပ် theta 2ကိုလိုချင်တယ်ပေါ့နော် theta 2ရဲ့တန်ဖိုးကကြတော့ဗာလဲဆိုတော့180တဲ့ကနေဒါ theta 1ကိုနှုတ်တာ ਨੇ အတူတူပဲပေါ့လေနော်အဲ့ဆိုတော့ဒီကောင်ကိုပဲ180တဲ့ထပ်နှုတ်လိုက်လို့ရှင်တန်ဖိုးဘယ်လောက်ရမလဲ132.8.3ရလိမ့်မယ်ပေါ့နော်အဲ့ဆိုဆရာတို့ two possible value လေးရှာပြီးတော့ကဲအဲ့ဒါဆိုရင်ဒီဆရာတို့ဒုတိယပုံမှာဟိုအဲ့တောင်းလေးဒေါင်း B ကိုရှာလိုက်မယ်ပေါ့နော်ဒေါင်း B ရှာခြင်း180တဲ့ကနေတို့တွေဒီ138.3ရဲ့29ရဲ့ကိုနှုတ်လိုက်ပေါ့နော်ပေါင်းနှုတ်လိုက်လို့ရှင်12ဒရမဆရာတို့ဟို69ပေါ့နော်ဒီနေရာမှာဆရာတို့နှုတ်တဲ့ခါကြလို့ရှင်အပေါ်မှာရှိတဲ့တန်ဖိုးထွက်လာတဲ့တန်ဖိုးအစ်စ်ကိုထည့်တာကောင်းတယ်ပေါ့နော်ဒီထွက်လာတဲ့တန်ဖိုးအများထည့်လေးပို့ပြီးမှန်နေလေဒီမှာလည်းပဲဆရာတို့ကြည့်လိုက်လို့ရှင်သူကဒရမတနေရာမဟုတ်ဘဲနဲ့ခြားနေရာတွေပါထည့်ထားတွေ့ရလိမ့်မယ်ပေါ့နော်ကဲအဲ့ဒါဆိုတော့ဆရာတို့12.96 ပါညာပေါ့နော်ဒီကောင်လေးနဲ့အစားထိုးမယ်ဆိုရင်ဟော်ဒီတောင်ရပြီဆိုရင်ဒီမျက်နှာဒီကောင်ကိုမျက်နှာချင်းဆိုင်နဲ့ sin law နဲ့ပြန်သုံးလိုက်ပေါ့နော်လိုချင်တဲ့ ACD sin 12.69တီဟိုဘက်ကကြတော့ဟိုဒေါင်းတိုက်တဲ့ဒေါင်းထောက်တုံလို့ရဒေါင်းကျဲကိုမတုံနဲ့ဒေါင်းကျဲကိုတုံတာပိုကောင်းတယ်ပေါ့နော် sin 29တီ sin 29တော့ဖြစ်နေပြီသူရဲ့မျက်နှာချင်းဆိုင်ကဒီမှာ29ဆိုရင်24.4.3ပေါ့4.3ကိုတီ sin 29နော်အဲ့ဆိုရင် AC ကိုလိုချင်တဲ့အခါကျတော့ဒီရဲ့ဟာကိုဘက်တက်မြောက်လိုက်လို့ရှင်တန်ဖိုးရလိမ့်မယ်ပေါ့နော် sin 12.69 4.3 sin 29ပေါ့နော်
အဲ့ဒါတန်ဖိုးအဖြစ်ဆိုရင် 1.95 ဆိုပြီးတော့မှရလိမ့်မယ်ပေါ့နော်အဲ့ဆိုဆရာတို့ဒီရဲ့ MS ထဲကဟာလေးလဲဒါနားလဲမယ်ဟိုပုတ်စာရဲ့သဘောတရားလေးလဲနားလဲမယ်လို့ထင်ပါတယ်နော်ဆက်လက်ပြီးတော့မှပုတ်စာနံပါတ်5လေးကြည့်အောင်ပေါ့နော်အဲ့ဒီမှာဆိုရင် rectangle တစ်ခုရဲ့အလျားနဲ့အနံကို x နဲ့ in terms of x နဲ့ပေးထားတာပေါ့နော်တော့ဘာရှာခိုင်းလဲဆိုတော့အဲ့တော့ parameter 5ထက်ကြီးတယ်သူကဒီ p တို့ a တို့ဆိုတာကဏ္ဍကိုပဲကိုစားပြီးတော့ဒီမှာ area အတိတ်ပဲက centimeter square ပေါ့နော်အဲ့ဒီရဲ့ဟိုဒီကဏ္ဍတန်ဖိုးကတဲ့30ထက်ကြီးပြီးတော့မှဒီ area ကဏ္ဍတန်ဖိုးက35အောင်နေတယ်ဒါဆိုဒီပုတ်စာရဲ့တန်ဖိုးရှာပြီးအဲ့ဆို parameter မှာဆိုရင်တို့တွေအလျားရဲ့အနံရဲ့နှစ်ခါတိတိပါမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအလျားရဲ့highlight လေးကဒီအလျားရဲ့ပြီးတဲ့ခါကျဒီအလျားနှစ်ခါတိတိပါမယ်ပြီးတဲ့ခါကျတော့ဒီဘက်အလျားလည်းနှစ်ခါတိတိပါမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနှစ်ခုလုံးပေါင်းပြီးတော့နည်းနည်းမြောက်လိုက်လို့ရတယ်ပေါ့နော်အဲ့ဆို 2x + 3ရဲ့ပြီးပါပေါင်းပါလဲဆိုတော့က x ကပေါင်းမယ်ပေါင်းပြီးတော့နည်းနည်းမြောက်လိုက်လို့ရှင်သူက parameter ရတာပေါ့နော်အဲ့ parameter 30ထက်ကြီးတယ်ဒါဆိုလိုတာဒီသူတို့နှစ်ခုပေါင်းခြင်းကသူတို့နှစ်ခုပေါင်းခြင်းထဲမှာပေါင်းလိုက်ရင်ဒါဘယ်လောက်ရမလဲဆို 3x + 3ရမယ်ဒီဘက်က2ကဟိုဘက်ကိုတွားစားလိုက်မယ်5ပဲရတော့မယ်3ကဟိုဘက်တော့ note 3တော့ note တော့2ကျန်မှာပေါ့နော်ပြီး x ကတန်ဖိုးဒီဘယ်လောက်လဲဆိုတော့2 divided by 3ရမှာပေါ့နော်ဒါရပြီလို့ရှိရင်တို့တွေပြီးပါရှာပေးရမလဲဆိုတော့ area ပေါ့နော် area က less than 5ဆိုတော့ area less than 35အခါဆိုရင်area ဆိုတော့နှစ်ခုမြောက်လက်ပေါ့ 2x + 3ရဲ့ x ကမြောက်ခြင်းဒီ35အောင်ငယ်တယ်ဒါဝင်မြောက်လိုက်ရုံရှင် 2x + 3x ဝက်35ဒီဘက်ကိုလာပေါ့နော် less than 0ကဲစခွဲခွဲကြည့်မယ်ဒီမှာခွဲလို့ရတာပေါ့နော်ခွဲလို့က3 5 15ဆိုရောက်တော့တယ်ပေါ့နော်3 5 15ဒီဘက်ကကြတော့နည်းနည်းပေါ့နော်နည်းနည်းမြောက်လိုက်လို့ရှင်3 2 3 6မရအောင်အော်9 5 35ပြောတာ sorry 9 5 35 9 5အပေါ်က20ဆိုရတယ်ဒီကောင်အပေါ်ကကျတော့ x ပေါ့လေအဲဆိုရင်ဒီအနောက်ကြီးကျင်နေဆိုရင်အပေါ်ကအပေါင်း u အောက်ကအနှုတ် u ပေါ့နော် 2x မြောက်လိုက်လို့ရှင်အပေါ်က30အောက်ကကျတော့9ဆိုတော့တကယ်နှုတ်ပြန်ပေါင်းလိုက်လို့ရှင် 3x ရမှာပေါ့နော်ဒါဆိုခွင်းတစ်ခွင်းကွဲသွားပြီ x + 5တခွင်းရဲ့ 2x - 7တခွင်းရဲ့ပေါ့နော် less than 0ကဲမှာဒီကတကွင်းချင်းစီ0ပေးရင် x ရဲ့တန်ဖိုးကအနှုတ်9ရဲ့ 7/2ရဲ့ရမှာပေါ့နော်အဲဆိုတော့ဒီ2ရဲ့တန်ဖိုးကငယ်တာဆိုတော့ဒီကြားအောက်ကိုယူပေးရမှာဒါဆိုလိုတာဒီအနှုတ်9နဲ့7/2ကြားထဲမှာရှိမှာပေါ့လေပုတ်စာဒီနှစ်ခုတော့ပေါင်းပြီးဖြည့်ထုတ်မယ်ဆိုရင်ပုံလေးတစ်ချက်ဆွဲကြည့်ပါတော့အနည်းဆုံးကအနှုတ်9ပြီးဒုတိယငယ်ဆုံးကကျတော့အပေါ်က 2/3 တတိယကကျတော့ 7/2ဒါဟိုတိတိကျကျတော့ဆွဲစရာမလိုပါဘူးအနှုတ်9ကတူနဲ့တူချာကဒီရဲ့အဖြေကကျတော့ဒီနဲ့ဒီကြားယူထားတာเนาะပြီး3/2ကကျတော့သူ့ထက်ကြီးတယ်ဆိုပြီးယူထားတာဟုတ်ပေါ့3/2ထက်ကြီးရဲ့အဖြေကဒီဘက်ပေါ့နော်ဒါဆိုတို့တွေနှစ်ခုလုံးထက်တဲ့အဖြေတွေဒီကြားထဲဖြစ်မယ်ဆိုလိုတာဒီနှစ်ခုလုံးရဲ့ x ရဲ့အဖြေ condition ဒီ 2/3 နဲ့ 7/2 နဲ့ခြားပါเนาะဒီနေရာမှာမပြောဘဲတီးရမှာက x ကတန်ဖိုးဒီအလျားဖြစ်တဲ့အတွက်ကြောင့်မလို့ positive ပဲဖြစ်ရမှာ negative ကတော့လုံးဝမယူလို့မရဘူးပေါ့เนาะအဲဆိုရင်ကြရပါပြီဒီရဲ့ position number 5ပြင်ထားလိုက်မလို့ထင်တယ်ပေါ့เนาะကြဒီမှာလည်းပဲကြည့်လို့ရတယ်ပေါ့လေအဖြေလေးဆက်လက်ပြီးတော့မှ number 6လေးကြည့်အောင်ပေါ့နော်အဲဒီမှာဆိုရင်သူက origin ကနေ position vector a ကို position vector oa ကိုပေးထားတာပေါ့နော်ဟောဒီကောင်ကဟောဒီကောင် oa 9a + 12b အဲ့တော့ပေးထားပြီးတော့မှ the position vector of b ရဲ့ position vector ကြတော့တဲ့ဒီကောင်လေးပေါ့နော် ob ကိုပေးထားတာ ob ရဲ့ vectorဒီ 2a + pb လို့ပေးထားတာပေါ့နော်ကဲပြီးတဲ့ခါကျလို့ရှင်ဒီသူတို့နှစ်ခုက a နဲ့ b ရပါလဲဆိုတော့ဟိုတ unit ရှိတဲ့ vector တွေဖြစ်တယ်ပေါ့လေအပြီး ab ရဲ့ unit ab ရဲ့ distance မှာကျ25ရှိရလို့ပြောတာ ab ရဲ့ distance ကိုရှာခြင်းရင် ob - oa ပေါ့နော်နောက်မှတ်ထဲကရှေ့မှတ်နှုတ်နဲ့ရှာလို့ရတယ်အဲ့ဒါဆိုကြတို့တွေနှုတ်လိုက်ရအောင်နှစ်ထဲကနေ9ကိုနှုတ်လိုက်နှစ်ထဲက9ကိုနှုတ်ဘယ်လောက်ကျန်7အနှုတ်7ပေါ့နော်နှုတ် 7a ပြီး p ထဲကစနစ်နှုတ်တော့ရှင် p - 12b ကျန်မှာပေါ့နော်ကဲဟုတ်ပြီအဲ့ဒီကောင်ရဲ့ဒီ position vector unit vector ပေးထားဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာအမှန်တိုင်းတော့ perpendicular ပေးတင်တယ်ပေါ့နော်ပုံစံတို့နှစ်ခုရဲ့ a နဲ့ b က perpendicular ဖြစ်တယ်ဆိုတော့မှပုံစံဆက်ပြီးတော့
အဓိပ္ပာယ်တက်ရောက်မှုရှိမှာပေါ့နော်ဒါပေမဲ့သူကရတယ်ဒီ modulus ကိုပဲထပ်ပြီးတော့မှပေးတာဆိုတော့ဒီ modulus vector ဒီ a component နှစ်ထပ်နဲ့ပဲသွားလိုက်မယ်ပေါ့နော် a component နှစ်ထပ်ဒီဘက်က b component နှစ်ထပ် unit vector တွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲဒါဆိုရင်ဒီကောင်ရဲ့တန်ဖိုးကတော့ပုံစံပေးထား25လို့ပေးထားတာပေါ့လေ25ဆိုရင် the whole square ဟိုဘက်ကိုလမ်းတင်လိုက်မယ်ခုနှစ်လေးဒီမှာ49ရမယ်ပြီးတော့ p minus 12ကြတော့ဒီကောင်ကိုဖြန့်လိုက်ရင်ဒီကောင်ဖြန့်လိုက်လို့ရှိရင်ဘာရဆို p square minus 12 24p 24p plus 144ရမယ်ပေါ့နော်အဲ့ဒါဖြန့်လိုက်တာပြီးတော့ဒီ square root ကကြတော့ဒီ square root ကျတော့ဟိုဘက်ကိုသွားလို့ရှိရင်တော့နှစ်ထပ် gain ဖြစ်သွားမယ်25 square ဖြစ်သွားမယ်25 square ကဘယ်လောက်ပါလဲ25 square 25 square က625ပေါ့နော်625ဒီမှာ p square minus 24p ဒီမှာလည်းပဲ144နဲ့ဒီကောင်နဲ့ဒီခါနဲ့ပေါင်းထားလိုက်ပေါ့လေ144အပေါင်း9နှစ်ထပ်ဆိုရင်တန်ဖိုးအပြင်193ပေါ့နော်193เนี่ยဒီကောင်လာနှုတ်လိုက်ပေါ့လေလာနှုတ်လိုက်ဘယ်လောက်ရလဲဆိုတော့ p square minus 24p minus 625ပေါ့နော်ဒီမှာပုံစံမှာ hints ပေးထားပြီးသားနဲ့တူတယ်12နဲ့36နဲ့ခွဲလို့ရတယ်ဒါခွဲလိုက်ပေါ့နော်12နဲ့36ဆိုတော့ p ကအပေါင်း12 p အနုတ်36နဲ့ခွဲခြားလိုက်လို့ရှင်ပေါင်းချင်း24ရတွေ့ရနိုင်မယ်အဲ့တော့မှ p တန်ဖိုးကအနုတ်12ဖြစ်ပြီးတော့မှ p တန်ဖိုးက36ပေါ့နော်ဒီလိုကွဲသွားမယ်ပေါ့နော်ပုံစံရပြီဆိုရင် p တန်ဖိုးကအနုတ်12လို့ယူဆမယ်ဆိုရင် unit vector of unit vector parallel to OB နဲ့ပြပြနေ unit vector လေးကိုရှာပေးပါတယ်ဒါဆိုတော့ OB ရဲ့တန်ဖိုးအစားပြန်ပြီးတော့ထိုးရင် 2a minus 12b ဖြစ်မယ်နော်ဒီမှာနော် 2a minus 12 negative 12b ပေါ့အဲ့ကောင်ရဲ့ unit vector ဆိုရင် OB ရဲ့ length ကိုရှာဒါ unit vector ပဲတန်းရှာလိုက်မယ် unit vector cap လေးနဲ့ပြလိုက်မယ်ပေါ့နော် cap နဲ့ပြမယ်ဆိုရင် OB ရဲ့တန်ဖိုးဘာနဲ့ပြန်စားမှာဆို modulus of OB နဲ့ပြန်စား OB က 2a minus 12b ဆိုရင် 12b အောင်ဖြစ်နေ 12b เนาะဒီကောင် 12b ဖြစ်ဒီကောင်ကျတော့ square root of 2 square plus negative 12 square ပေါ့နော်အဲ့ခါကြာလို့ရှင်ဒီကောင်အပေါ် 2a minus 12b အောက်ကကျတော့ square root ထဲမှာနှစ်ထပ်ရယ်စနစ်နှစ်ထပ်ရယ်ကတန်ဖိုးကျွေးလိုက်ရင်2 root 35ရတယ်ဗောလေ2 root 35အဲ့ဆိုတော့နှစ်နဲ့အပေါ်ကလမ်းခြေလိုက်လို့ရှင်ဒီဘယ်လိုဖြစ်သွားမလဲဆိုတော့ a minus 6b ဖြစ်သွားမယ်အောက်ကကျတော့ root 37ပေါ့နော်ဒါဆိုတော့ဘယ် form ပြခိုင်းနေပါညာမပြောထားဘူးဆိုတော့ဒီကောင် unit vector ရပြီဒီမှာ positive လည်းဖြစ်လို့ရတယ်လို့ negative လည်းဖြစ်လို့ရတယ် unit vector စီကတော့ plus or minus လေးထည့်ထားလိုက်မယ်ပေါ့နော်အဲ့ဒါရတယ်ဆိုရင်ကဲအဖြေလေးလက်တိုက်ကြည့်အောင်ဒီမှာမှန်တယ်နော်ဒီကောင်ကတော့ဟို square root အောက်မှာရှိတဲ့အတွက်ကြောင့်အပေါ်မှာပြန်ပြီးတော့ရေးထားလိုက်လဲရတယ်ပေါ့လေဒီဘောက square root ကို24နဲ့ပါညာကဲအဲ့ဒါရေးပြီးလို့ရှိရင်ကနောက်ထပ်တစ်ခုကကြတော့ c ဆိုတဲ့ point တစ်ခုအားတဲ့ OB ပေါ်မှာရှိတယ်ဒီလိုအနေထားမှာရှိတယ်ဆိုရင်ပီတန်မိုး36မှာ CA ကိုရှာပေးပါတယ်เนาะအဲဆိုတော့ CA ကိုရှာမှာCA ဆိုရင် OA minus OC နဲ့သွားမှာပေါ့เนาะ OA ကကြောက်ပုံစံမှာပေးထားတယ်ဟိုပထမအဆုံး 9A plus 12B ဒီကောင်ကိုယူလိုက်မယ်ပြီးလို့ရှိရင်ဒီကောင် minus OC ရဲ့တန်ဖိုးကကြတော့ဒီကောင်စဉ်းစားတဲ့အခါကျလို့ရှိရင်ပုံလေးတစ်ချက်ဆွဲကြည့်လိုက်ပါတော့ဒီ OB ဆိုတဲ့ point တစ်ခုက C ဆိုတဲ့ကောင်ရှိတယ်အဲ့ဒီ O ကနေ C ဒီနားတော့ပေါ့နော်ဒီကနေ DTD 2 unit ဒီကနေ DTD 3 unit လို့ပြောတာဒါဆိုတော့ OCD ဟို OB ရဲ့ဘယ်နှ unit ဖြစ်သွားမလဲဆိုတော့9ပုံပုံရင်2ပုံဖြစ်သွားမယ်ပေါ့နော်ဒါလေးတစ်ချက်မြင်အောင်ကြည့်ရမယ်အဲဆိုရင် OCD OB ရဲ့9ပုံပုံရင်2ပုံဆိုတာတန်းတည်ပါပြီအဲဒါဆိုရင်ရပြီ OB ရဲ့တန်ဖိုးအစားထိုးလိုက်ပေါ့နော် 9A plus 12b minus 2 over 5 OB ရဲ့တန်ဖိုးကတို့ဒီပုံမှာရှာထားတာရှိတယ်ဒါပေမဲ့36ကိုအစားထိုးရမှာအဲဆိုတော့36ကိုအစားထိုးwhen p is equal to 36ဖြစ်ရင် OB ရဲ့တန်ဖိုးက 2a plus 36b ဒီကောင်အစားထိုးရမှာပေါ့နော် 2a plus 36b ဒါဆိုရပြီပုံစံ a တက်တက်စု b တက်တက်စုလိုက်ပေါ့နော်ဆရာတို့ဒီမှာ a တက်တက်စုလိုက်လို့ရှင် a ကအရှိက9ပါမယ်အနောက်ကကျတော့ဝင်မြောက်ရင်4 over 5ဖြစ်မယ်ပေါ့နော်b ကကြတော့ b
B ကကြတော့အရှိက12အနောက်ကကြတော့ဝင်မြောက်ရင်36နဲ့82ပေါ့နော်82အောက်ကကြတော့5ပေါ့နော်ဒါကိုရှင်းလိုက်ပါရှင်းလိုက်လို့ရှင်တန်ဖိုးအဖြစ်အရှိက5ကိုလီ45 45တွေက4နှုတ်တော့41ပြီးလို့ရှင်အနောက်ကကြ60တွေကနေဟိုနှုတ်လိုက်ပေါ့82တွေက60နှုတ်12အောက်က9ရလိမ့်မယ်ပေါ့နော်ဒါဆိုက CA ကိုဆရာတို့ပြပြီးဖြစ်တယ်ပေါ့နော်ဒီပုံစံနံပါတ်6လေးနားလည်မလို့ထင်တယ်တိုင်းလက်ခတ်မယ်လို့တော့မထင်ဘူးเนาะဒီမှာဒါလေးဘစီကဲဆက်လက်ပြီးပုံစံနံပါတ်7ကြည့်အောင်ပေါ့နော်ပုံစံနံပါတ်7ကဒီမှာဟိုသူရဲ့တန်ဖိုးတွေတော့ဖြည့်ခိုင်းတယ်ကဲဒါဆိုတော့ calculator လေးဖွင့်လိုက်မယ် calculator ဖွင့်ပြီးတော့တန်ဖိုးတွေကြည့်မယ်ပေါ့နော်ကဲဒီ graph ရဲ့တန်ဖိုးက3ပြီးလို့ရှိရင် log ဆိုတော့3 log ကဒီမှာတွားလိုက်ပါ log sorry 3တော့မထည့်ရ3 log base က3ဆိုတော့ sorry 3 log base 3ပြီးခါကြလို့ရှင်ဒီဘက်ကကျတော့ x square ဆိုတော့ f(i) ဒီကောင်ရဲ့တွဲနိုင် x ထွက်ခဲ့မယ် x square minus x minus f(i) ဒီကောင်တွဲနဲ့ x ထွက်လာမယ်ပြီးလို့ရှင် node to f(i) နဲ့ဒီကောင်နဲ့တွဲနဲ့ x ပေါ့နော်ဒါဆိုတို့တွေလိုချင်တဲ့တန်ဖိုးက 1.3 ဆိုရင် calculate ကိုနှိပ်မယ် x ကတန်ဖိုး 1.3 ထည့်မယ် equal တစ်ချက်နှိပ်မယ်တန်ဖိုးကူမယ်ပြီးခါကြလို့ရှင် x ရဲ့တန်ဖိုးက 2.5 နဲ့ 3ဆိုတော့ထုံးစံတိုင်းပဲ calculate ကိုနှိပ်မယ် x ရဲ့တန်ဖိုးက 2.5 equal တစ်ချက်နှိပ်မယ်တန်ဖိုးကူမယ်ပြီး calculate ကိုနှိပ်မယ် x ရဲ့တန်ဖိုး3ကိုနှိပ်မယ် equal တစ်ချက်နှိပ်မယ်တန်ဖိုးကူမယ်ပေါ့နော်ကဲအဲ့ဆိုတော့တို့တွေအမက်တွေနေရာချပြီးတော့ဒါတော့တေချာချပါတော့နည်းနည်းလေးတော့ရှုပ်တယ်အကောင်လေးကိုဆက်လိုက်မယ်တို့တွေဆက်တဲ့ခါကျလို့ရှိရင်လည်း curve ဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးကိုသတိထားပြီးဆက်ပေါ့နော်လက်နဲ့ပဲဆက်တာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းတော့ error တော့ရှိရပါလေဒီမှာနည်းနည်းဖြောင်းပါနည်းနည်းဖြောင်းလာအဆင်မပြေရပြီကဲအဲ့ဒါဆိုရင်ကဒါလေးရပြီဆိုရင်တော့ဘာလုပ်ခိုင်းလဲဆိုတော့နောက်ထပ်ဒီ equation ရဲ့အဖြေကိုရှာခိုင်းနေတယ်ထင်တယ်ပေါ်ဆိုတူတော့မတူနံပါတ် b ပြီးသွားပြီနံပါတ် c ကဆိုတော့ဒီကောင်ရဲ့အဖြေကိုဒီ 1.3 နဲ့ 3.5 ကြားထဲမှာရှာပေးပေါ့နော်အဲ့ဆိုတော့တို့တွေကဒီအပေါ်က equation ကိုပြန်ယူပြီးတော့မှအစားထိုးတို့မို့ဒီအောက်ကဟာပဲတွက်လိုက်မယ်4 over 3x is equal to 9 a square minus x cube ပေါ့နော်အဲ့ကဆိုရင်ဒီလိုလောက်လိုက်ဒီထဲမှာဘာတွေရှိလဲဒီမှာတူလိုချင်တဲ့ဟာတွေနှစ်ဖက်စလုံးဒါဟို3ကိုပေါ့နော်3ကိုဖျောက်ချင်တယ်ဆိုရင်ဟိုဘက်ကိုသွားလို့ရှိရင်ဒါ log base 3ဖြစ်သွားမယ်ပေါ့နော် log base 3 9အထဲတွေကဒီတန်ဖိုးကဒီတန်ဖိုးကကျတော့9 x square minus x the whole cube ပေါ့နော်ဒီလိုဖြစ်သွားမယ်ဒီဘက်ကကျတော့4/3 x ဖြစ်မယ်ကဲဟိုဘက်ကတန်ဖိုးဒီမှာမြောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ log တွေဆိုရင်ခွဲလို့ရတယ်ပေါ့နော်အဲဆိုတော့ log 3 base 9တခု log 3 base 9တခုပြီးလို့ရှိရင်ကပေါင်းမယ် log တွေဆိုရင်ပေါင်းတာပေါ့လေပြီး log 3 base နောက်ကတန်ဖိုးပေါ့နော် x square minus x cube ပေါ့နော်အဲ့မှာဘာတွေလုပ်လို့ရလဲဆိုရင် x ဒီကောင်ကကျတော့ဘာဖြစ်သွားမလဲဆိုရင်ဒီကောင်က3နဲ့တူရမယ် log 3 base ဆိုတော့ဒါ2နဲ့တူရလိမ့်မယ်ပေါ့နော်ဟို log 3 base 9ကlog 9 base 3က3လေနော်ဒါ3နဲ့ထပ်ဆိုရင်9ဖြစ်တာဆိုတော့ခြေသွားလိမ့်မယ်ဟိုဘက်ကကျတော့ power ရှေ့ချလိုက်လို့ရှင်ဒါ log တွေဆို power ရှေ့ချလို့ရတယ် log base 3 x square minus x အဲ့ဆိုတို့တွေ comparison ယူလို့ရှင်ဟောဒီတန်ဖိုးပါလာပေါ့နော်3 log base 3ပါပြီဒီကောင်ပါပြီပေါ့နော်အဲ့ပြီးနောက်ထပ် 2x ပေါ့ negative 2x ကနှစ်ဖက်စလုံးပေါင်းပေးနိုင်ရင်တို့တွေကဘာလုပ်လို့ရလဲဆိုရင်ဟိုဒီ y တန်ဖိုးနဲ့မြင်လို့ရပါတော့အဲ့ဆိုတော့နှစ်ဖက်စလုံးကိုဘာလုပ်လိုက်မလဲဆိုတော့ဟို negative 2x ပေါင်းပေးလိုက်မယ်ဒီဘက်ကိုလည်း negative 2x ပေါင်းပေးလိုက်မယ်ဒီဟာဆိုရင်ဒီဘက်ကကျတော့4/3ရဲ့နဲ့2နှုတ်တာဆိုတော့က4/3 minus 2တန်ဖိုးအပြင်ဆိုရင် negative 2/3 negative 2/3x ဒီဘက်ကျတော့
နှစ်ကနှစ်ပဲဟိုဘက်ကကျတော့ဘာဖြစ်သွားလဲဆို y ဖြစ်သွားမှာပေါ့နော်ဒီတစ်ခုလုံးတစ်ပြုတ်လိုက်က y လို့သဘောထားလိုက်မယ်အဲဆိုတို့တွေ equation ဆွဲပေးရမယ်ဟာဒီ equation ကိုဆွဲပေးရမှာပေါ့နော်ဒါကိုနည်းနည်းပြန်ပြောင်းရေးလိုက်လို့ရှင်လည်းရတယ်ဆရာတို့နည်းနည်းကိန်းအားလုံး3နဲ့မြောက်လိုက်မယ်3နဲ့6ဒါကြောင့် 3y ပေါ့နော်အဲဆိုတော့တို့တွေဆွဲပေးရမယ့် equation က 3y + 2x ကတန်ဖိုးဒီ -6 ပေါ့ဟုတ်လားနော်ဒီဘက်ပို့လိုက် y ကဒီဘက်သွားလိုက်လို့ရှင် 3y တန် -2x ကတန်ဖိုးကဘယ်လောက်ရအဲဆို x တန်ဖိုး0ပေးကြည့်မယ် x တန်ဖိုး0ပေး y တန်ဖိုးကအနုတ်3ရမယ် y တန်ဖိုး0ပေးရင်ကြောင့် x တန်ဖိုးကမဟုတ် sorry x တန်ဖိုး0ပေး y တန်ဖိုးကအနုတ်2ရမယ် y တန်ဖိုး0ပေး x တန်ဖိုးကI double 0.x တန်ဖိုးနောက်တော့နော်အဲဆိုတော့ 0, -2 0, -2 ကဘယ်နာမှာပါလဲ 0, -2 ဟောဆရာတို့ကဒီဂျားထဲမှာဥစားပဲရှိတာဆိုတော့တတ်မှတ်ပဲရှိမှာပေါ့နော်ဒီတန်ဖိုးက0တန်ဖိုးမရှိဘူးဟောတန်ဖိုးပေးလိုက် x ကတန်ဖိုး0ပေး -2 ကဟောဒီမှာရှိမှာဒါပေမဲ့ -3, 0ကကြတော့ -3, 0ကဟိုးဘက်မှာရှိနေမှာဆိုတော့မရဘူးအဲဆိုဆရာတို့ဒီကောင်းရဲ့တန်ဖိုးကို3ဖြစ်ပေးလိုက်ပေါ့နော် x ရဲ့တန်ဖိုးကို3ဖြစ်ပေးလိုက်3ပေးလိုက်လို့ရှင်ဘယ်လောက်ရအောင် x ရဲ့တန်ဖိုး3ဆို6ဆိုတော့ x ရဲ့တန်ဖိုး3ဖြင့် 3y is equal to -12 နဲ့ y is equal to -4 ရမယ်နဲ့တူတယ်ဟုတ်လားနော်အဲဆိုရင်ဒီမှာ -4 မှာသွားပြီးတော့မှထိမယ်ပေါ့နော် x ရဲ့တန်ဖိုး3ပေးလိုက်3ပေးရင် -3 ဆိုဒီနားမှာကဲအဲ့ဆိုအဲ့နှစ်ခုကိုဆက်လိုက်လို့ရှိရင်တို့တွေ line ရဲ့ဖြတ်မှတ်လေးရမယ်အဲ့ဖြတ်မှတ်လေးကိုတို့တွေကသွားပြီးတော့အဖြေကောက်လိုက်လို့ရှိရင်ရပြီပေါ့နော်ဟောဒီနားလောက်မှာသွားရှိမယ်အဖြေရခမန်းကြည့်လေးပေါ့လေအဲ့ဆိုဘယ်လောက်လဲဆိုတော့1.5 1.6ကျော်ပေါ့နော်1.6ခွဲလောက်သွားပြီးတော့မှရှိမယ် 1.6 လောက်ပေါ့ maybe 1.6 နဲ့ 1.7 ကြားတယ်ပေါ့နော်အဲ့ဆိုတို့ရဲ့ပုံစံအဖြေလေးဒီမှာကြည့်အောင်ဒီမှာဘယ်လောက်ယူထားလဲဆိုရင်ဟုတ်တယ် 1.6 ရဲ့ 1.7 ရဲ့ပေါ့နော်ဒီ equation လေးလည်းမှန်တယ်ပေါ့နော်အဲဆိုရင်က x ရဲ့တန်ဖိုးလေးရေးပေးလိုက်ပေါ့ number C intersection point ကအဲ့နေရာမှာဖြတ်တယ် x ရဲ့တန်ဖိုးဒီapproximate က 1.6 ပေါ့နော်ကဲဒါဆိုရင် number 7လေးနားလည်မယ်လို့ထင်ပါတယ်ဆက်လက်ပြီးတော့မှပုံစံနံပါတ်8လေးကြည့်ကြအောင်ပေါ့နော်အဲဒီမှာဆိုရင် function တစ်ခုပေးထားတယ် function ပေးထားပြီးတော့အဲ့ curve ကတဲ့ဒီ line equation ဒီကောင်နဲ့ tangent at c ဆိုတော့ point c မှာ tangent t ရပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်အဲ့ဒီ line နောက်တစ်ခု perpendicular to l တဲ့ခဏတော့ကဒီ l နဲ့ perpendicular ဖြစ်တဲ့ line တစ် line ကလည်းပဲဒီ also tangent to c is also tangent to c at the point x is equal to b x ရဲ့တန်ဖိုး p မှာပဲနောက်ထပ် tangent တစ်ခုတက်ဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ပု္ပ္ပစာအရာဆိုရင် curve ရှိတယ် curve က LC ရှိတယ် C မှာ tangent ဖြစ်တဲ့เนาะ C မှာ tangent ဖြစ်တဲ့ L ဆိုတဲ့ line လေးတစ် line ရှိတယ်အဲ့ L ကို perpendicular ဖြစ်တဲ့K is perpendicular to L ကို perpendicular ဖြစ်တဲ့ line တစ် line ကဒီ curve C ဆိုတဲ့C က point မဟုတ်เนาะ sorry curve ပေါ့เนาะဒီနောက်တစ်နေရာမှာဒီမှာပေါ့เนาะဒီကောင်ကဘာပဲထားလိုက်ပါတော့ဒီက K ဆိုတဲ့ line လေးပဲထားလိုက်ပါတော့ K ဆိုတဲ့ line ကလည်းနောက်တစ်နေ့ဒီရဲ့ curve C ကိုပဲ tangent တင်ဖြစ်တယ်ပေါ့နော်ဒါကိုဆိုလိုတာဒီလိုပုံစံလေးအုံနောက်ထပ်မြင်လိုက်ပေါ့နော်အဲ့ဒါဆိုရင်ဒီဆရာတို့ pass out ပုံစံဆိုပို့ပြီးတော့နည်းနည်းပိုကောင်းတယ်ပေါ့ဘာလို့ဆိုတော့ဒီကောင် parabola shape ကိုနော်ဒါ parabola shape ဆိုတော့အဲ့ဆိုတော့ P ကိုရှာပါတဲ့အပုံစံလုပ်ကြည့်အောင် 4x ကတန်ဖိုးဒီ 2a square minus 4x plus 9ပေါ့နော်အဲ့ C မှာ tangent ဖြစ်တယ်ဆိုတော့ဒီ graph ရဲ့နှစ်ခုလုံးရဲ့ slope ကတူတဲ့နေရာသွားရှာလိုက်မယ်ပေါ့နော်ဒီ line တစ် line ရှိတယ်ဒါသူရဲ့ gradient function ကိုရှာထားလိုက်မယ်ဒီ x တစ်ချိန်ရှိလိုက်လို့ရှင်ပေါ့နော် 4x minus 4မှာသူက gradient function ဖြစ်တယ်ပေါ့နော်အဲ gradient ရဲ့ဟိုဘက်က line ဒါ curve ပေါ့နော် curve C ဟိုဘက်ကကျတော့ line L ရှိမယ် line L ကလည်း y minus 8x plus 9 is equal to 0 y တန်ဖိုးဒီ 8x minus 9ဖြစ်မယ်ဒီ y by dx ပေါ့နော် gradient တန်ဖိုးရှာလိုက်လို့ရှင်8ရနိုင်မယ်အဲဆိုတော့ဒီတန်ဖိုးနဲ့ဒီတန်ဖိုးက tangent ဖြစ်ဖို့ဆိုရင် point တန်ဖိုးတွားgradient တန်ဖိုးတွားညီတော့မှဟောဖြစ်မှာပေါ့ tangent ဖြစ်မှာဆိုဘယ်ချိန်မှာတွားညီမလဲဒါကိုညီမရချလိုက်မယ်ဒီကောင်ရဲ့ 4x minus 4က8နဲ့ဘယ်ချိန်မှာညီမှာလဲဆိုတော့
ရှစ်ကဟိုဘက်သွားရင်စနစ်ရတယ် x ရဲ့တန်ဖိုး3ပေါ့နော် x ရဲ့တန်ဖိုး3မှာသွားပြီးညီမှာအဲ့ဆို point ဖြတ်မဲ့ point ကိုထည့်ကြည့်မယ်ဒီ point မှာထည့်ဒီ graph မှာထည့်ကြည့်လိုက်မယ်နော် x ရဲ့တန်ဖိုးဆိုရင် y ရဲ့တန်ဖိုးက8 3 24 24တွေက9နှုတ်တော့ဘယ်လောက်ပါလဲ8 3 24 24အနှုတ်9ဆိုရင်တန်ဖိုးအပြင်15ရအဲ့ဆို point တစ်ခုက3.15ဆိုတဲ့ point မှာတော့ဒီအကယ်၍ဒီရဲ့3ကဒီမှာထည့်လို့မမှန်ဘူးဆိုရင်ပုံစံနည်းနည်းလေးတော့လောက်ရှုံးမယ်ပေါ့နော်ဒါထည့်ကြည့်ရ9နဲ့183နဲ့12အနှုတ်9ပေါ့နော်အနှုတ်9အပေါင်း9ပြောတာအဲ့ဆို9 3 9 3 29ထဲကနေ7ကိုနှုတ်ရင်တန်ဖိုးက15ပြန်ရတယ်ပေါ့အတူတူပဲပေါ့နော်ဒီကအဲ့ဆိုဒီ point ကတစ်ခုတယ်လို့ပြောလိမ့်မယ်ကိုကြိုက်တဲ့နေရာမှာထည့်လို့ရတယ်နော်point ကဒီ point ရပြီသူ graph နှစ်ခုထည့်ရ point ပေါ့ဒီတရားလေးက line ပဲထားပါတော့ဒီကောင်က graph horizontal ကကျတော့ line okay ဒီရဲ့ point ဖြတ်မှတ်ကကျတော့3.15 ရထားတယ်point p ရပြီဆိုရင် p ရပြီဆိုရင် show that ဒီကောင်ကိုပြခိုင်းတာပေါ့နော်ဒါကျတော့တက်ပုတ်စာဖြစ်သွားပြီတက်ပုတ်စာကကဲအကောင်ကျတော့အကောင်ဖြတ်ရိုးဖြန့်ပြီးပြလိုက်ပေါ့နော် alpha နဲ့ beta alpha plus beta ကျုဆိုရင်တော့ဒီလိုလုပ်လိုက် alpha plus beta ကိုအနောက်က alpha plus beta the whole square နဲ့မြောက်ခြင်းနဲ့ပြလိုက်ပေါ့နော်နည်းနည်းလေးဖြန့်ပြလိုက်အနောက်ကဟာ alpha square plus 2 alpha beta plus beta square ပေါ့နော်အဲ့တော့ alpha နဲ့ထပ်မြောက်မယ် beta နဲ့ထပ်မြောက် alpha နဲ့မြောက်ရင် alpha cube plus 2 alpha square beta plus beta alpha square alpha beta square ပေါ့နော် alpha beta square beta နဲ့မြောက်လို့ရှိရင်ကျတော့ alpha square beta plus alpha 2 alpha beta square plus beta cube ပေါ့နော်အဲ့ကောင်အားလုံးပေါင်းလိုက်လို့ရှိရင် alpha cube plus 3 alpha square beta plus 3 alpha beta square plus beta cube ပေါ့နော်အဲ့မှာတို့တွေလိုချင်တဲ့အကောင်ကိုပုံထုတ်လို့ရတယ်တရားတန်ဖို့ဒီနောက်ကတန်ဖို့ဒီအရှိနဲ့ဒီအနောက်ကိုတက်စုလိုက်ပေါ့လေ alpha cube plus beta cube ပြီးအလယ်မှာကျတော့3 alpha beta ကိုပုံထုတ်လိုက်လို့ရှိရင် alpha plus beta ဆိုပြီးတော့မှဒီနှစ်ခုကကျန်လိမ့်မယ်ပေါ့နော်ကဲအခါဆိုရင်အပေါ်တစ်ခုရပြီ number 2လေးကြာ number 2ကကျတော့ alpha 4 beta 4ပေါ့နော်အဲ့ကောင်ကိုဒီပုံစံမျိုးပြရမှာတို့တွေကဟိုဘက်ကနေဒီဘက်ကိုပြန်ပြလိုက်လည်းရတယ်နည်းနည်းလှုပ်ရှုပ်တက်တာရင်เนาะအဲ့ဒါဆိုတော့ပိုမြန်တာပေါ့လေနော်ဒီဆရာတို့ဒီဘက်ကနေပြလိုက်မယ်အဲဆိုဟိုဘက်ကကျတော့နည်းနည်းပိုကြာနိုင်တယ်ပေါ့နော်ဒီကောင်ဆိုရင်ဒီကောင်မြောက်the whole square နဲ့မြောက်ချလိုက်မယ်မြောက်ချလိုက်ဒီကောင် alpha square beta square ဒီကောင်အရင်ဆုံးရှင်းလိုက်မယ်နော်ဒီကောင်ဆိုရင် alpha square plus 2 alpha beta plus beta square ပေါ့နော်အဲ့ဒါကိုမှဒါဒီတဲ့ဟာကိုဖြန့်လိုက်တာနော်ဖြန့်လိုက်တာပြီးတဲ့အခါကျတော့နောက်ထပ်2 alpha beta ဆိုတော့ကျေသွားမယ်အနောက်ကကျတော့လည်းပဲ2 alpha square beta square ပေါ့လေအဲ့တော့မှဒီကောင်ကျေသွားပြီဆိုရင် alpha square plus beta square the whole square minus 2 alpha square beta square ပေါ့နော်ဒီကောင်အရှိရကောင်ဖြန့်လိုက်ရှစ်ကိန်းနှစ်ထက်က alpha power 4ဖြစ်မယ်ပြီးရင်ရှင်းနေနောက်နဲ့မြောက်ခြင်းကကျတော့ alpha square beta square ဖြစ်ပြီးတော့မှ beta power 4လည်းပါမယ်ပြီး 2 alpha square beta square လည်းပါမယ်အဲ့တော့မှခြေစရာရှိတာခြေဆိုတော့ဒီကောင်ရဲ့ခြေလိုက်ရင်ဘာကျန်မလဲဆိုတော့ alpha power 4 plus beta power 4ကျန်မယ်ပေါ့နော်အဲ့ဆိုရင်ဒီ number 2လဲရပါတယ် number 2ရလို့ရှိရင်ဒီရဲ့ f of x ကတဲ့တန်ဖိုးကို0ပေးရင် root က alpha beta ရတယ်ဆိုရင်တော့ဘာရှာရှင်းတာလဲဆိုတော့ quadratic equation တစ်ခုရှာပေးပါအဲ့ root က alpha cube beta cube minus alpha ဒီကောင်ပြရမယ်ဆိုတော့ဒီ root နှစ်ခုရဲ့မြောက်ချင်းနဲ့တို့ပေါင်းချင်းကိုတန်ဖိုးပြရအောင်ပေါ့နော်တန်ဖိုးပြရအောင်ပြီးရင်ဒီဘောကဟို alpha beta ရဲ့မြောက်ချင်းနဲ့ပေါင်းချင်းကိုလည်းရေးထားရမယ်တို့တွေ function က f of x လို့ပြောထားတာဆိုတော့ဒီကောင်ပေါ့လေ function ကဒီကောင်function ကဒီကောင်သူ့ရဲ့ alpha beta ရဲ့ပေါင်းချင်းနဲ့မြောက်ချင်းကိုဒီကနေပဲကြည့်လို့ရတယ်ဟောဒီကောင်ကို a လို့ပြောလိုက်မယ် coefficient ဟောဒီကောင် b ဟောဒီကောင် c ပေါ့နော်ဒါဆိုပုံတင်လေးရှိတယ်တို့တွေဟို alpha beta ရဲ့ sum ရှိတယ် sum က alpha ရဲ့ beta ရဲ့ပေါင်းချင်းဆိုရင်တော့ negative b by a ဆိုတဲ့တန်ဖိုးနဲ့ရှိရင် negative b ကကျတော့ plus 4ဖြစ်သွားမယ်ဒီမှာ negative 4ဆိုတော့ပြီး2နဲ့စားလိုက်လို့ရှိရင်2ရနိုင်မယ်ပေါ့နော်ပြီးရင် product
product ကကြတော့ alpha နဲ့ beta မြောက်ချင်းကကြတော့ဘယ်လောက်နဲ့တူလဲဆို c by a နဲ့တူမယ် c ကကြတော့9 b ကကြ2ဆိုတော့9 by 2ပေါ့နော်ဒါလေးကိုနမူနာယူထားပြီးတော့မှဒီအောက်က equation ကိုပြမယ်မှာဆိုရင် alpha 2 minus beta တို့နှစ်ခုရဲ့ဘာကိုရင်စဉ်းစားမလဲဆိုပေါင်းခြင်းကိုစဉ်းစားမယ်ပေါင်းမယ်ဆိုရင် alpha 2 plus beta 2တက်တက်ရေးလိုက်မယ်ပြီး negative alpha negative beta ပေါ့နော်အဲဆိုတော့ alpha 2 beta 2 negative alpha beta ကဘယ်နားမှာရှိလဲဆိုရင်ဒီတရဲ့ကိန်းနဲ့သွားတူမှာပေါ့နော်ဟောဒီကိန်းကြီးအဲ့ဒီကိန်းကိုလိုချင်ရင်ဒီမှာနော်ဒီကိန်းကိုလိုချင်ရင်ကျန်တဲ့ကိန်းနှစ်ခုကသွားနှုတ်တယ်လို့မျိုးဖြစ်သွားဒီကိန်းကိုသွားနှုတ်လိုက်မယ် alpha 2 beta 2တွေကနေ alpha plus beta the whole cube minus 3 alpha beta alpha plus beta ဒါကိုတော့နှုတ်တာနဲ့အတူတူပဲဖြစ်လိမ့်မယ်ပေါ့နော်အဲဆိုဒီကောင်းကိုစောနာတော့ကဘယ်နေရာမှာစားထုတ်လိုက်မလဲဆိုဟောဒီရဲ့ဒီဘက်ကနေရာမှာဒီကောင်းကြီးနေရာမှာစားထုတ်လိုက်မယ်ဒီပြီးလို့ရှိရင်ဟိုဘက်ကကျတော့ negative alpha beta ကိုပုံထုတ်လိုက်လို့ရှိရင် negative ကိုပုံထုတ်လိုက်ရင် alpha plus beta ပေါ်လာမယ်ပေါ့နော်ဒါဆိုတန်ဖိုးတွေကျွေးရုံနဲ့ alpha နဲ့ beta ပေါင်းခြင်းတွေ2ဖြစ်တယ်เนาะအပေါ်မှာရှိထားပြီးသားဟောဒီမှာ2ဒီမှာဆိုရင်ဒါ2နဲ့တူတူပဲဖြစ်မယ်2 3ထက်3 alpha beta မြောက်ခြင်းကကြတော့ဒီမှာ9 by 2တယ်เนาะအပေါ်မှာရှာထားရှိရယ်တန်ဖိုးအစားထိုးဟောဒီမှာเนาะတန်ဖိုးအစားထိုးမယ်ပြီးရင်ဒီမှာ alpha plus beta ဒါက2နဲ့တူတူပဲဆိုတော့2 minus 2ပေါ့เนาะအဲ့မှာဆိုဒီကောင်10ဖြစ်မယ်အထေတွေကကြတော့ဒီကနည်းနည်းချေဆိုတော့9တောင်းလေး20နဲ့မှခွန်အနှုတ်နဲ့တန်ဖိုးရှင်းလိုက်လို့ရှင် positive negative တော့မမားဘူးနေပေါ့လေเนาะတန်ဖိုးဘယ်လောက်ရတာပါလဲအဖြေဒီထဲမှာကြည့်လိုက်မယ်အဖြေမားမှာဆိုလို့เนาะကဲတန်ဖိုးရမှန်တော့ပါတယ်ဒီမှာ10အနှုတ်20ခွန်အနှုတ်နဲ့ဆိုတန်ဖိုးအဖြစ်အနှုတ်21ရထားတယ်โอเคပြီးမြောက်ချင်းလည်းထပ်စဉ်းစားမယ်ပေါ့เนาะဒီကောင်ပေါင်းချင်းပြီးတော့ရင်မြောက်ချင်းက alpha 2 minus beta ရဲ့ alpha 2 minus beta 2 minus alpha ဒီနှစ်ခုကိုမြောက် product ပေါ့နော်မြောက်လို့ရှိရင် alpha 2နဲ့ beta 2မြောက်ရင် alpha 2 beta 2ပြီး alpha နဲ့ beta နဲ့ဟိုနှစ်ခုမြောက် alpha power 4ပြီးရင် beta တော့မြောက်လို့ရှိရင် negative beta power 4ပြီး beta တော့မြောက်လို့ရှိရင် alpha beta ပေါ့နော်အဲ့မှာ alpha beta ရဲ့တန်ဖိုးကဟို9 by 2တို့တွေယူခဲ့တာဖြစ်တယ်ဟိုပုံမှာနော်9 by 2ဒီမှာ3ထပ်ဖြစ်မှာပေါ့9 by 2 3ထပ်ဒီကောင်ကျတော့ alpha beta ကိုတို့တွေပုံထုတ်လိုက်ရင် alpha power 4 beta power 4ကတို့တွေအပေါ်မှာရှိထားတဲ့တန်ဖိုးဒီကောင်ကျတော့9 by 2ပေါ့နော်အဲဆိုတော့ဆရာတို့ဒီကောင်ရဲ့တန်ဖိုးအောက်မှာနည်းနည်းလေး space လို့အောက်မှာခွဲတွက်လိုက်မယ်နော်alpha power 4 beta power 4ကဟိုပုံမှာရှိတဲ့တန်ဖိုးကိုယူမယ်အစားထိုးမယ်ပေါ့နော်ဟောဒီတန်ဖိုးကြီးဒီနေရာမှာစားထိုးလိုက်မယ်ဒီနေရာမှာဆို9 by 2 3ထပ် minus alpha plus beta square minus 2 alpha beta the whole square minus 2 alpha beta the whole square နည်းနည်းတော့အလုပ်ရှုပ်တယ်ပေါ့နော် negative 9 by 2ဒီရှားလေးစားထုတ်ဒီမှာဆို9 by 2 3ထပ်အနုပ်ဒီမှာဆိုရင် alpha နဲ့ beta ပေါင်းရင်2ရတယ်ဆိုတော့2နှစ်ထပ်ပေါ့2နှစ်ထပ်ကဒီမှာ4ရပြီဒီမှာကျတော့2 into 9 by 2 minus 2 into ဒီကောင်လေးပဲတူတူပဲ9 by 2နှစ်ထပ်ပေါ့နော် minus 9 by 2အစားထိုးရတယ်တော့နည်းနည်းများတယ်ပေါ့လေအစားထိုးလိုက်အောင်ကဲအကောင် calculator နဲ့တွက်ရိုက်လိုက်လို့ရှိရင်889 divided by x ဆိုပြီးတော့မှကြာနေမယ်ဒါတော့ဆရာဟိုရပြီဆိုရင်တို့ equation ရေးလို့ရပြီပေါ့နော် equation ဆိုရင် equation က x square minus sum ရှိရယ်သူရဲ့ပေါင်းချက်ကိုယူမယ်ပြီးလို့ရှိရင်အနောက်ကကျတော့ product ပေါ့နော် product ကတောင်ရနဲ့ညီမယ်အဲဆိုရင် x square minus ဟို sum ကကျတော့ဘယ်လောက်ရတာလဲဆိုအနှုတ်21ရတာဆိုတော့အပေါင်း21ဖြစ်သွားမယ် product ကကျတော့889အောက်ကကျတော့8ပေါ့နော်အဲဆို gain အားလုံးကို8နဲ့မြောက်လိုက်လို့ရှိရင်160မှ8အနောက်ကကျတော့889ဟိုဘက်ကကျတော့0ရမယ်ပေါ့နော်ဒါဆိုရင်ကလိုချင်တဲ့ပု္ပ္ပစာကနံပါတ်8လေးနားလည်မယ်လို့ထင်တယ်ပေါ့နော်ဒီပု္ပ္ပစာဆရာတို့အပေါ်ကပု္ပ္ပစာအပေါ်ကပုံနဲ့အောက်ကဟာနေရာတက်စီပဲဖြစ်နေတာပေါ့နော်ဒါလေးတော့သတိထားစေချင်တယ်ဆရာတို့ပု္ပ္ပစာဖမ်းလာတာပေါ့လေအပေါ်ဟာယူအရင်စဉ်းစားပြီးတော့အချိန်ကြီးကုန်မယ်နောက်မှဆက်တွက်ဖို့ဟိုပု္ပ္ပစာတွေအဲ့လိုမျိုးပေးရများတယ်ဆိုတော့လေနော်ဆက်လက်ပြီးတော့မှာပု္ပ္ပစာနံပါတ်6ကြည့်အောင်ပေါ့နော်ဒီမှာဆိုရင်
function တစ်ခုပေးထားတယ် function တစ်ချိန်ရှိရင်အောက်က function ရကြအောင် okay ဒါလွယ်တယ် f(x) ကတန်ဖိုးဒီ1 plus a square the whole power 4ပေါ့နော်အဲ့တော့တစ်ချိန်ရှိမယ်တစ်ချိန်ရှိလိုက်လို့ရှင်power ရှေ့ချတစ်ထပ်နှုတ်ပေါ့နော် power ရှေ့ချလိုက်လို့ရှင်4ရတယ်တစ်ထပ်နှုတ်လိုက်မယ် a square တစ်ထပ်နှုတ်လိုက်လို့ရှင်ကျရမှာပေါ့နော်ဒါဒီဘာကိုပဲရှေ့ရလေးလဲဆိုတော့ဒီ power 4ဆိုတဲ့ function ကိုပဲတစ်ချိန်ရှေ့ရလေးတာပေါ့နော်ပြီးအထဲတန်ဖိုးလည်းထပ်ရှိမယ်အထဲတန်ဖိုးက1 plus 2x ဆိုတော့1 plus 2x ကိုနောက်တစ်ချိန်တက်ရှိရင်ဘယ်လောက်ရပါလဲ2x ရမှာပေါ့ 2x ရမှာပေါ့နော်အဲ့ဆိုဒီကောင်တစ်ခုမြောက်ချလိုက်လို့ရှင်ကအပေါ်ကသူလိုချင်တဲ့1 plus x square တဟိုးပါဝါကျူရပြီပေါ့နော်အဲ့ဒါရပြီဆိုရင်ပု္ပ္ပစာအရာဒီရဲ့ curve ပေါ့နော်နောက်တစ်ခုထပ်ပေးတာဒီ curve ကြီးကတဲ့ curve တစ်ခုရှိအဲ့ curve ကဒီရဲ့တန်ဖိုးပေါ့နော်ဒီမှာလည်းပဲဘာရှိလဲဆို1 plus x power 4อ่ะဆောနာတော့တို့တွေချင်းရှိပြီးသားတန်ဖိုးဒါ f(x) နဲ့အစားထိုးလို့ရတာပေါ့နော်အဲ့ဒီတန်ဖိုးရှိအဲ့ဒီ point ရဲ့တဲ့ဒီ 2/3 ဆိုတဲ့ point မှာ gradient ကဒီကောင်ရှိကြအောင်ပေါ့နော်normalize လို့ပြောတာnormalize ဆိုတော့ gradient တန်ဖိုးဒီတစ်ချိန်ရှိပြီးသားတန်ဖိုးမှာ -1/m နဲ့တွားပြီးယူပေးရမှာပေါ့နော်အဲ့ဒါတို့တွေဒီအပေါ်ကတန်ဖိုးတစ်ချိန်ရှိမယ် y တန်ဖိုးကို is equal to sin 3x divided by ဒီကောင်ဆို f(x) လို့ပြောလိုက်မယ်ပေါ့နော်ပု္ပ္ပစာဆောနာတော့ f(x) နဲ့တွက်ထားတာရှိပြီးသားဆိုတော့လीနော်အဲ့ဒါတို့တွေပို့ပြီးလွယ်သွားလိမ့်မယ်အဲ့ဆိုတော့ခြေပိုင်းခြေထားပိုင်းဝေရှိပေါ့ပိုင်းခြေကိုဒီတိုင်းပဲရေးမယ်ပိုင်းဝေကိုရှိလိုက်မယ်ပိုင်းဝေရှိတော့ sin နဲ့ 3x နဲ့ရှိရယ် sin function ကိုရှိရင် cos function ရတယ်เนาะပြီး 3x ကိုရှိရင်3ရတယ်เนาะပြီးရင်နှုတ်မယ်ပြီးပိုင်းဝေထားပိုင်းခြေရှိပိုင်းပြီးခြေထားဝေရှိဝေထားခြေရှိပိုင်းဝေကိုထားမယ်ပိုင်းခြေကိုပြန်ရှိတော့ f(x) ကိုတစ်ချိန်ရှိတဲ့တန်ဖိုးပေါ့နော်အဲ့ဒီရဲ့တန်ဖိုးပြီးအောက်ကကျတော့ f(x) the whole square ဖြစ်မှာပေါ့နော်အဲ့ဒီမှာတို့ဒါ dy/dx ပေါ့လေdy/dx ကတန်ဖိုးရပြီဆိုရင်dy/dx တန်ဖိုးရပြီဆိုရင်တို့တွေကဘာလုပ်လို့ရလဲဆိုရင်ကဒီရဲ့ function f(x) ကဒီ f prime of x ရဲ့ကိုတန်ဖိုးအစားထိုးထားပြီးတွက်လို့ရတာပေါ့နော်ဘာတန်ဖိုးအစားထိုးရမလဲဆိုတော့ f of 2/3 ပေါ့နော်ဟုတ်တယ်နော်ပု္ပ္ပစာ 2/3 အစားထိုးထားလိုက်မယ် 2/3 ကဒီတန်ဖိုးလေးဒီတန်ဖိုးမှာ x ကတန်ဖိုးအစားထိုးလိုက်လို့ရှင်ဒီနေရာမှာပဲပြောင်းတော့မှာ 2/3 เนาะဒါလေးပြောင်းသွားလိမ့်မယ်အဲ့ပြီးရင်ကကြတော့ဒီရဲ့တန်ဖိုးဆရာတို့ကတန်းချက်မှာလည်းအစားထိုးမယ်ပေါ့နော်ဒီကောင်ရဲ့တန်ဖိုး f of ပြီးရင်တစ်ချိန်ရှိထားတဲ့တန်ဖိုး 2/3 မှာလည်းအစားထိုးကြည့်မယ်တစ်ချိန်ရှိထားတဲ့တန်ဖိုးကဟိုးပုံမှာ x ရဲ့ 2/3 ရဲ့ 1 plus 2/3 the whole square the whole cube ပေါ့နော်ဒါမျိုးရထားဒါPDD ဆရာတို့ပု္ပ္ပစာကဟာမှာရှာချင်တာเนาะတန်းချက်လိုင်းမှာရှာချင်တာပေါ့နော် normal line မှာရှာချင်တာ normal line at x is equal to 2/3 ပေါ့နော်အဲ့မှာရှာချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်ရဲ့တန်ဖိုးပေါ့နော်ဆိုတော့ dy/dx ရဲ့ gradient ကိုပြောင်းပြန်အစားထိုးပေးရ -1/m ဒါကြီးက m လို့သဘောထားမယ်ဆိုရင် -1/m -1 divided by m ရဲ့တန်ဖိုးကကျတော့ဟောဒီကောင်ပြောင်းပြန်လာလိုက်လို့ရှင် f of x က the whole square ဖြစ်သွားမယ်နော် f of x the whole square ဒီအပေါ်ရောက်မယ်ဒါတစ်ကတော့အနုတ်ပဲထည့်လိုက်တော့မယ်ဒီအောက်ကတန်ဖိုးတွေအကုန်လုံးကအောက်ရောက်မယ်ပေါ့နော်အောက်ကတန်ဖိုးတွေရပြီအဲ့ဆိုတော့ဒီကောင်က gradient function ဟောပေါ့နော်အဲ့ point တန်ဖိုးက 2/3 မှာထည့်မယ်2/3 မှာထည့်မယ်ဆိုရင်2/3 မှာနည်းနည်းလေးရေးကြည့်လိုက်ပေါ့နော် negative f of 2/3 နှစ်ထပ်အောက်ကကျတော့ဒီမှာလည်းပဲတူတူပဲ f of x ကတန်ဖိုးက f of 2/3 ဒီ cos ကတန်ဖိုးကျတော့ cos 2/3 cos 2/3 3နဲ့ထပ်မြောက်တော့2/ပဲရမယ် cos 2/တန်ဖိုးက1ပေါ့နော်1နဲ့တူတူပဲဒီ sin 2/ကျတော့0ဖြစ်သွားမယ် sin ဒီမှာလည်းရေးထားလို့ရတယ်ဆရာဒီမှာ0ပဲထည့်လိုက်တော့မယ်เนาะဘာကြောင့်လဲဆိုရင် sin 2/3 ရဲ့တန်ဖိုးပေါ့နော်2/3 ကို3နဲ့မြောက်လိုက်လို့ရှိရင်ဒါ0ရဆိုတော့နောက်ကတန်ဖိုးပျောက်သွားပြီပေါ့နော်အဲ့ဆိုတော့တန်ဖိုးအပြင်ကဒီနောက်ကတန်ဖိုးတွေ1ရလိမ့်မယ် f of 2/3 နှစ်ထပ်ကအောက်ကကျတော့ f of 2/3 တစ်ထပ်နဲ့လမ်းပြီးခြေလိုက်ပေါ့ဒီမှာတစ်ထပ်လမ်းခြေလိုက်လို့ရှင်အပေါ်ကဘာပဲကြံမလဲဆိုတော့ f of 2/3 ပဲကြံမယ်အောက်ကကျတော့ cos ရဲ့တန်ဖိုးဒီ
ဒီရဲ့ cos ရဲ့တန်ဖိုးဒီဘာဖြစ်သွားမလဲ1နဲ့တူရမယ်ဆိုတော့1အစားထိုးလိုက်ပြီးလို့ရှင်အောက်ကကျတော့3ကျန်သေးရပေါ့နော်ဒါဆိုတော့3ပဲကျန်တော့မယ် 1/3 ပဲကျန်တော့မယ်အဲ့တော့မှပု္ပ္ပစာဒီအရန်လွယ်သွားပြီ -1/3 f for 2/3 f for 2/3 ကတို့အစားထိုးလိုက်လို့ရှင်-1/3 f for 1 plus 2/3 ဒီဟာနဲ့တော့တူလိမ့်မယ်ပေါ့နော်1 plus 2/3 နှစ်ထပ် the whole power 4ပေါ့နော်ဒါဆိုပု္ပ္ပစာအများကြီးလွယ်သွားပြီပေါ့နော်ဆရာဒီမှာ function ဒီတစ်ချိန်ရှိထားတဲ့ function တော့အစားထိုးစရာမလိုတော့ဘူးသူကပျောက်သွားတာဆိုတော့ဒီနော်အဲဆိုတော့ဒီပု္ပ္ပစာလေးနားလည်မလို့ထင်တယ်ဆရာတို့ MFPC နဲ့တွားကြည့်ကြည့်အောင်တို့ဘယ်လိုမျိုးရေးထားလဲပေါ့နော် MFPC နဲ့မှာဒီမှာတမျိုးကြဒီဆရာတို့တစ်ချိန်ရှိပြီးတော့မှထည့်တွက်တဲ့နည်းရှိတယ်ရိုးရိုးဟိုဒီမှာထုတ်ထွက်တဲ့နည်းရှိဆရာဒီလိုမျိုးအစားထိုးတဲ့နည်းတော့ဆရာမတွေ့ထားဘူးပေါ့နော်ဒါပေမဲ့ဒီနည်းလေးနဲ့လည်းတွက်လို့ရတယ်ဒီနည်းလေးကဆရာတို့အများကြီးပုံမြန်တယ် function ကိုနောက်ဆုံးမှပြန်ပေးပြီး function ပြန်ခြေလိုက်တဲ့နည်းပေါ့နော်ကဲအဲ့ဒါဆိုရင်နံပါတ်9လေးနားလည်မလို့တင်ပါတယ်ကဲဆက်လက်ပြီးတော့မှပု္ပ္ပစာနံပါတ်30လေးတော့ကြည့်အောင်ပေါ့နော်ဒီမှာဆိုရင်ဘာလဲဆိုတော့ show that ပြခိုင်းတယ်ဒီဟာလေးရေဆုံး show that ပြနိုင်မယ်ပေါ့နော် page number 1မှာတဲ့ဒီရဲ့ဟာတုံးလိုက်ပေါ့နော်အဲတုံးပြီးတော့မှ show that ပြဆိုတော့တို့တွေကနံပါတ်1ကို Alicia spec ကနေတက်တည်ပြလိုက်မယ်1 minus cos 2a divided by 2ပေါ့နော်အဲ့ကောင်ကိုဒီလိုလုပ်လိုက် cos 2a ကနေပုံတင်နည်းပြလိုက်ပေါ့နော် cos 2a ဆိုတာဒီတော့ cos a ရဲ့ a ရဲ့ပေါင်းခြင်းနဲ့အတူတူပဲ cos a ကကြတော့ cos square cos sin ကိုเนาะcos sin ဆိုတော့ cos a cos a ပြီးတော့ cos a ပြီးရဲ့ခါကြလို့ရှင် sin aပေါ့เนาะအဲ့တော့မှ square တွေဖြစ်သွားပြီ cos square a minus sin square a ပေါ့เนาะအဲ့မှာကိုလိုချင်တဲ့အဖြေကcos 2a ရဲ့တန်ဖိုးကိုအစားထည့်လိုက်လို့ရှင်ပု္ပ္ပစာရမှာပေါ့နော်ဒီမှာဆိုအစံဖိုးအစားထည့်လိုက်ခြင်းအပြင်1 minus cos 2a ရဲ့တန်ဖိုးအစားထည့်လိုက်မယ်ဒီမှာ cos square a divided minus sin square a divided by 2ဆိုရင်တန်ဖိုးအပြင်1 minus ဟိုကောင်းပါဖြစ်သွားမယ်ဆိုတော့ sin square a 1 minus cos square a minus sin square a plus sin square a divided by 2ပေါ့နော်အဲ့ဒါဆိုဒီကိန်းကဘာနဲ့တူတူပဲလဲဆို sin square နဲ့တူတူပဲ sin square a divided by sin square a divided by 2ဒီမှာဆိုတော့1နဲ့ j အပေါ်1ပြောင်းပြီးတော့1နဲ့ j ဝါလို့ရှင် sin square a ဆိုတော့ပထမတစ်ခုရပါပြီပေါ့နော်ဒုတိယတစ်ခုကလည်းအဲ့တိုင်းပဲ cos 2a plus 1အဲ့ဒီ cos 2a တရားတန်ဖိုးမှာဆိုတော့ငါ cos sin ဆိုရယ် cos square minus sin square ကိုထည့် cos square a minus sin square a ကိုထည့်လိုက်ပြီးတော့အောက်ကကျတော့တန်ဖိုး1ပေါ့နော်ဒီကောင်ကိုဖြန့်လိုက်လို့ရှင်ဒီမှာကျတော့ဒီတန်ဖိုးက cos square plus sin square လीနော် cos square နဲ့ sin square ဆိုတော့ကြေွားမှာပေါ့လीနော် cos square a minus sin square a ပြီးရင်ဒီတန်ဖိုးက sin square a minus 1 minus လည်းမြင်လို့ရတယ်ဒီတန်ဖိုးဒီ cos square နဲ့အတူတူပဲဖြစ်မှာပဲเนาะရှုပ်တယ်ဒီကောင်လေးဒီ cos square နဲ့အတူတူပဲအဲ့ဒါဆိုတော့ cos square တစ်ခါတန်းပြောင်းလိုက်တော့မယ် cos square a divided by 2ပေါ့အဲ့ဒါဆိုတော့ 2 cos square a ဆိုရင်ဒီကောင်ဒီ cos square a ရပြီဒါဆိုတော့ပုံစံနှစ်ခုလုံးတက်တေးပြပြီးသွားပြီပေါ့နော်ပြီးတဲ့ခါကျလို့ရှိရင် curve ပေးထားတယ်ဒီကောင် region r ပေါ့နော်ဒီမှာ point a curve c နဲ့ဒီမှာ curve d ရှိရပေါ့နော်အဲ့ curve c ရဲ့တန်ဖိုးက curve d ကကျတော့ဒီမှာ sin နဲ့ cos နဲ့ပေါ့နော်နှစ်ခုပေးထားတယ် curve d ကဒီကောင်ပြီးလို့ရှိရင် curve c ကကျတော့ ဟောဒီကောင်တရားပါနော်ပြီးတဲ့ခါကျလို့ရှင်တော့ဗာလဲဆို algebra သုံးပြီးတော့ exact coordinate of a ရဲ့ point ကိုရှာပြဆိုတော့တစ်ခုညီမျှချင်းချခိုင်းတာပေါ့နော်အဲဆိုတော့ sin x နဲ့ဟိုအောက်က cos 2x နဲ့ပေါ့နော် cos 2x နဲ့ညီမျှချင်းချမယ်2 point ရဲ့နေရာကိုထုတ်cos 2x ကတန်ဖိုးကခဏတော့ sin square နဲ့ cos square နဲ့တူတူပဲဆိုတော့ cos 2a ကိုဒီပုံတင်အဆိုင်ပါတော့ပုံတင်ဤဆိုရင်ဒီပုံတင်ဤနဲ့ပြောင်းရေးလိုက်မယ်နော်အဲဆိုရင် cos 2a ရဲ့တန်ဖိုးက ဒီမှာနည်းနည်းလေးလှည့်ကြည့်မယ်နော် cos 2a ကိုလိုချင်ရင်နှစ်ကိုဘက်တမြောက်တော့2 sin square a ညီမျှချင်းတစ်အနုပ် cos 2a ကိုလိုချင်တော့နေရာချင်းလဲတော့ cos 2a ဒီ1 minus 2 sin square a နဲ့အတူတူပဲဒါဆိုဒီ data မို့လေးအစားထိုးလိုက်တယ်ပေါ့နော်
1 minus 2 sin square a ဒါလေးနားရတယ်ပဲလို့ထင်တယ်နော်ပေါ်ကနေလဲလိုက်တာလဲလိုက်လို့ရှင်အဲ့ကောင်ကတန်ဖိုးကဒီဘက်ကိုခေါ်စခွဲခင်ခွဲပေါ့နော်ဒီဘက်ကိုခေါ်စခွဲခင်ခွဲဆိုတော့2 sin square a plus sin x minus 1တဲ့ဟာလား minus 1တန်ဖိုးက0ပေါ့နော်အဲ့မှာဆိုရင် x အနေနဲ့မြင်လိုက် sin ဒါ x လား a လား x နော်ဒီကောင် x ဖြစ်အဲ့ခါကျရင် sin square 2 sin square x နဲ့ minus 1ဆိုတော့ဒီကောင်ကဘာနဲ့ဘယ်လိုခွဲရမလဲဆိုတော့ဆရာတို့ဟိုရိုးခွဲလို့မရတော့ဘူးထင်တယ်ရိုးခွဲလို့ရလားကြည့်ကြည့်အောင်ရတော့ရမှာပါဆရာတို့move 5 3ရေးသွားလိုက်ပါနော် move 5 3ထဲမှာ x ရဲ့တန်ဖိုး2ရဲ့1ရဲ့အနှုတ်1ရိုက်ချလိုက်တန်ဖိုး 1/2 ဆိုကွဲတယ် x ရဲ့တန်ဖိုး2နှစ်တလီနဲ့အနှုတ်နဲ့ပေါ့နော်အောက်ကကျတော့1တလီ1ဆိုရင်အောက်ကမြောက်လိုက်လို့ရှင်အနှုတ်1ရပြီးတော့အပေါ်ကမြောက်လိုက်လို့ရှင်အနှုတ်1ရတယ်အပေါင်း1ရတယ်ခြေလိုက်လို့ရှင် sin ဆိုတော့ဒါ 2x ပေါ့နော်ဒီလိုကွဲရမယ်2 sin x minus 1တကွင်းရဲ့sin x plus 1တကွင်းရဲ့ကွဲရမယ်ပေါ့နော်အဲဆိုတော့ဒီတန်ဖိုးတစ်ခုချင်းစီကိုညီမျှရဲ့ခြိုင် sin x ရဲ့တန်ဖိုး 1/2 တစ်ခုရဲ့ sin x ရဲ့တန်ဖိုးကအနှုတ်တစ်ခုရဲ့ပေါ့နော်အဲ့မှာ sin x ရဲ့တန်ဖိုးကဒီမှာဒီ positive region ထဲမှာပဲရှိရဆိုတော့အပေါင်းတန်ဖိုးပဲယူရမယ်ပြီးတော့ပထမအဆုံး point ပေါ့နော်ပထမအဆုံးအသေးဆုံး0နဲ့အနည်းဆုံး point ကိုယူရမယ်ဆိုတော့ sin impact ကိုကျွေးလိုက် calculator ထဲမှာ sin impact ပေါ့နော်ဒီမှာဆရာတို့ degree နဲ့မပြနဲ့တော့ radian နဲ့ပြတာပိုကောင်းတယ်ပေါ့နော်ပုံစံအရ radian နဲ့ပြလိုက်မယ်radian နဲ့ပြမယ်ဆိုရင် calculator လေးတွားပြီးတော့ calculator ထဲမှာအရင်ဆုံးတွက်ပြောင်းထားလိုက်ပေါ့နော် calculator ထဲမှာ shift နဲ့ setup ထဲကနေ degree နဲ့ radian ဆို number 4 radian ကိုရွေးထားလိုက်မယ်ပြီးလို့ရှိရင် sin impact 1 divided by 2ကတန်ဖိုးအဖြစ်ဆိုရင် pi by 6ရမယ်ပေါ့နော် x ကတန်ဖိုး pi by 6ဟိုဘက်ကတန်ဖိုးဒါအများကြီးတော့ရှိအောင်ပါပေါ့နော်ဒီကောင်ရဲ့ x ကတန်ဖိုးကျတော့ sin impact negative 1ရဲ့တန်ဖိုးဒီကောင် negative 1/2 pi ဆိုတော့ဒီကောင်တန်ဖိုး neglect လုပ်လိုက်မယ်အဲဆိုဆရာတို့ပထမဆုံးစပြီးတော့ဖြစ်တဲ့တန်ဖိုးဒီ point a ပေါ့နော်တော့ဘာရှာခိုင်းတာဆိုကို use algebra exact coordinate of a ဆိုတော့ a ရဲ့ point ကိုရပြီဆိုရင်x ကတန်ဖိုးရဆို y တန်ဖိုးလည်းတစ်ခါတည်းရှာလိုက်ပေါ့နော် y တန်ဖိုးကဒီ curve မှာတန်ဖိုးထည့်လိုက်လေနော် y တန်ဖိုးဒီ sin x နဲ့တူတူပဲဆိုတော့ 1/2 ရမှာပေါ့နော် sin x ကတန်ဖိုးကနော် sin pi by 6 ဒီ 1/2 okay အဲ့ဒါဆိုတော့ဒီရဲ့ point လေးရဲ့ coordinate လည်းတည်ပြီဒါ 1/2 ဒီကောင် pi by 6ပေါ့နော်ကဲဒီမှာလည်းကြည့်ကြည့်အောင်ဆရာတို့အဖြေလေးနံပါတ်10ကဆရာတို့လိုချင်တဲ့ require အဲဒီမှာ pi by 6, 1/2 ပေါ့နော်ဒါလေးရပြီအဲ့ရလို့ရှိရင်ပုံစံအရာr ဆိုတဲ့ rotation ဟိုက r ဆိုတဲ့ region rotation လုပ်မယ်ပြီးရင်ဒီကောင်းရဲ့တန်ဖိုး volume ကို generate လုပ်မယ်ပေါ့နော်ဒါဆိုတော့ volume generate လုပ်ဖို့ဆိုရင်ဆရာတို့ကဒီရဲ့ curve ကို360 degree လှည့်လိုက်မှာလှည့်လိုက်လို့ရှိရင်ရလာတဲ့ volume ကိုရှာမှာနော်အဲ့ဆိုအပေါ် function ကဒီမှာဘယ်ကနေလဲဆို pi by 6ကနေဒါပဲအရှိမတော့ pi radius ပေါ့သူ့ radius ရဲ့ function ကဒီရဲ့ functionဒီ cos function ဆိုတော့ cos 2x the whole square dx ပေါ့နော်အောက်ကတန်ဖိုးကကြတော့တူတူပဲဆရာတို့0 to pi by 6ပဲပြီး pi radius ကကြတော့ sin x အနေနဲ့ဆောင်ရမှာ sin x the whole square dx ပေါ့နော်အဲ့ဒါဆရာတို့ interval တူတူပဲဆိုရင်နှစ်ခုပေါင်းပြီးတော့တွက်လိုက်လို့ရတာပေါ့နော်ကဲအဲ့ဆိုဆရာတို့နှစ်ခုပေါင်းတွက်လိုက်မယ် volume ကိုလိုချင်ရင်0 to pi by 6 cos square 2x ပေါ့နော် cos square 2x ကဒါအပေါ်ကတန်ဖိုး minus sin square x ပေါ့နော်ထားပါတော့ဆရာတခါရေးလိုက်တော့မယ်ဒီ x ကဲအခါကြလို့ရှိရင်တို့တွေကတန်ဖိုးအစားထိုးဖို့လိုတယ်ဒီကောင်တွေကိုဆရာတို့တန်ဖိုးအစားထိုးပြီးတော့မှ integration လုပ်ရအောင်အပု္ပ္ပစာမှာပထမဆုံးပေးထားတဲ့ပုံတင်နည်းရာဒီမှာ cos square x ဆိုရင်ဒီမှာ cos square a ဆိုရင်ဘာနေနဲ့ပြောင်းလို့ရလဲဆိုတော့ cos 2a + 1/2ပေါ့နော်အပေါင်းနဲ့ခွဲလို့ရတယ်ဒါဆိုတော့ cos 2x ဖြစ်သွားမယ်ဒါ a တန်ဖိုးပေါ့နော် 2a + 1 divided by 2ဒါဖြစ်သွားမယ် the whole square ကနေ square ပြုတ်သွားပြီပေါ့နော်ဟိုကောင်လည်းတူတူပဲ sin ကကြတော့လည်းပဲ cos 1 minus တင်တယ်ဆရာထင်1 minus cos 2x divided by 2ပေါ့နော်ဒါဒီလိုဖြစ်သွားပြီဒါ sin x အတွက်ကိုဖြန့်လိုက် sin square x အတွက်ကိုဖြန့်လိုက်တာဒါ cos square x အတွက်ကိုဖြန့်လိုက်တာပေါ့နော်အဲ့လိုရတော့မှ
pi by 6အရှိမ pi ရှိအောင်မယ်နော်အရှိမဆရာတို့ pi ကျန်ခဲ့တယ် volume ဆိုတော့ pi ရှိပြီအဲ့မှာဟို 1/2 တွေ 1/2 တွေကဒီကောင်အနှုတ်နဲ့လာမယ်ဒီကောင်အနှုတ်နဲ့လာမယ်အဲ့မှာဆရာတို့ခြေလိုက်ပေါ့နော်ဒီကောင်ဒီတန်ဖိုး 1/2 ရဲ့ဒီတန်ဖိုး 1/2 ရဲ့ခြေသွားမယ်ခြေသွားလို့ရှိရင်ရှေ့ကတန်ဖိုးက cos 4x minus cos 4x by 2ပေါ့နော် cos 4x by 2 cos 4x by 2နဲ့ဆရာတို့ဘယ်လောက်ရမလဲဆိုတော့အနောက်ကတန်ဖိုးကျအပေါင်းဖြစ်သွားမယ် cos 2x by 2ဖြစ်သွားမယ်နော် dx အဲ့ဒီမှာ integration လုပ်ရင် cos ကို integration လုပ်ရင်ဘာရလဲဆိုတော့ sin function ရတယ် sin 4x ရတယ်ပြီးတော့အထက်ထက 4x နဲ့ပြန်ပြီးတော့မှလာစားပေးရတယ်ပေါ့နော်လာစားလိုက်တော့အောက်ကနေတော့မြောက်ပါနော်ပြီးပေါင်းမယ်အပေါ်ကလည်းအတူတူပဲ sin ကို cos ကို integration လုပ်ရှင် sin 2x ရမယ်အောက်ကလာပြီးတော့မြောက်လို့ရှင်နည်းနည်းလာမြောက်မယ်ပေါ့နော်ဒီတန်ဖိုးလေးကို0ထည့်မယ် pi by 6ထည့်မယ်အပြင်မှာ pi စောင့်နေမယ်ပေါ့နော်အဲ့တော့ pi by 6ကို 0 တန်ဖိုးသွားကျွေးလိုက်မယ် sin 4 pi by 6 divided by 8 minus plus sin 2 pi by 6 divided by 4ပေါ့နော်တန်ဖိုးကျွေးလိုက်0ကတော့ကျွေး0ကတော့ sin ဆို0ကျွေးစရာမလိုเนาะအပြင်ထွက်လာတဲ့ကိန်း pi နဲ့မြောက်လိုက်ပေါ့နော်အတန်ဖိုးဘယ်လောက်ရမလဲဆိုရင်3√3 divided by 16 pi ဆိုပြီးတော့မှရလိမ့်မယ်ပေါ့နော်ကဲအဲ့ဒါဆိုရင်ဆရာတို့ပုတ်စာလေးလိုချင်တဲ့နံပါတ်10လေးဒါနားလည်မလို့ထင်တယ်ပေါ့နော်ဒီ MS ထဲမှာကြည့်ရင်လည်းပဲဒီဟာလေးတွက်ထားတာသဘောပေါက်မယ်ပေါ့နော်ကဲဆက်လက်ပြီးတော့ပုတ်စာနံပါတ်7ကြည့်အောင်ဒီမှာဆိုခုံးလေးပေးထားတယ်ခုံးရဲ့အမြင့်ရှိတယ်ဒီကောင်ရဲ့ဒီကောင်လည်းရှိထားရပေါ့နော်အဲ့မှာတော့ဘာပေးထားလဲဆိုတော့တဲ့သူကရေအစတစ်စက်မှမရှိဘူးပေါ့နော်ပြီးတော့ဖြည့်တာဘယ်လောက် rate နဲ့ဖြည့်လဲဆိုတော့ dv by dt ပေါ့နော်ချိန်နဲ့များပြည့်နေတဲ့ volume တွေက9ပိုင်းလို့ပေးထားတယ်အဲ့လိုပဲပြည့်လာပြီးတော့ area ကြီးတွေကြီးလာတယ်ပေါ့နော်အဲ့မှာပုတ်စာအရာသူရဲ့အမြင့်ရဲ့လှုပ်ရှားမှုကိုရှာဖိုင်းတယ်အချိန်နဲ့များ dh over dt ကဘယ်လောက်လဲဆိုတာရှာဖိုင်းတယ်ပေါ့နော်အဲ့ဆို0ပုံတင်ဒီအားဖြင့်ဆို dh over dt ဆိုရင်ဆရာတို့ဘာပေးထားလဲဆို dh by d something ပေါ့တခုခုနဲ့ဆရာတို့ချိန်ရမယ်အဲ့ဒီကောင်က volume နဲ့ချိန်ရမယ်ဆိုဆရာတို့ဒီနေရာမှာဘာနဲ့ချိန်လိုက်မလဲဆို radius နဲ့ချိန်လိုက်မယ်ပေါ့နော် radius ကဒီကောင်ရဲ့ radius လေးဒီကောင်ရဲ့ radius r လေးပေါ့နော်အဲ့ဒီ r ဒီရဲ့တရိကန်ကြည့်လို့ရှင်ဒီတရိကန်မှာဒီအမြင့်နဲ့ချိတ်ဆက်မှုရှိရပါတော့ဒီအောက်ကတရိကန် r နဲ့ h နဲ့ r နဲ့ h နဲ့ကဒီအကြီးတရိကန်မှာဆိုရင်ဘာလဲဆိုတော့ဒီကောင်4ပဲလေနော်4 unit ဆိုတော့ဒါ3ဆိုရင်ဒါ4 unit ရှိတယ်အဲဆိုတော့ true တွေ similar triangle ဖြစ်တဲ့အတွက်ကြောင့်မလို့ r နဲ့ h နဲ့ဆက်ဆက်မှုဆရာတို့ရေးထားလိုက်မယ် r by h ဒီ3 by 4ပေါ့နော်ဒါကြောင့်ဆိုတော့ similar triangle ပေါ့ similar triangle ရအဲဆိုဆရာတို့ r တန်ဖိုးဒီ3 by 4h ရထားမယ်သို့မဟုတ်လို့ရှိရင်လည်းပဲ h ရဲ့တန်ဖိုးပေါ့နော် h ရဲ့တန်ဖိုးဆိုရင် r ရဲ့တန်ဖိုးပဲရှာလိုက်ပါ r တန်ဖိုးဒီ3 by 4h ပေါ့နော်အဲ့ဒါရထားမယ်အဲဆိုရင်ဆရာတို့ volume တန်ဖိုးလေးရေးရအောင် volume ကဒီက r small နော် r small ရဲ့တန်ဖိုး r small ရဲ့တန်ဖိုးဆိုရင် volume ရဲ့ဟာကိုလည်းရှာကြည့်အောင် volume ဒီ 1/3 by r square h ဒီကောင်ရဲ့ r အကြီး r ပေါ့နော် larger စေ r larger စေ r ကြတော့ဒီကောင်ရဲ့တန်ဖိုးကဒီမှာဘယ်လောက်ပေးထားလဲဆို3 unit ပေးထားဆိုတော့ဒီ volume တွေဒီ volume ဒီ3 unit နဲ့ထပ် h ပေါ့နော်အဲဆိုတော့တန်ဖိုးအပြင်ဆိုရင်မဟုတ်ဆရာတို့ဒီကောင်က3 radius က radius အတိုင်းပဲထည့်ရမှာဟုတ်တယ်နော် radius က radius အတိုင်းပဲထည့်ရမှာအဲဆိုတော့ဒီအောက်ကတန်ဖိုးတိုင်းပဲထည့်လိုက်မယ်ဆရာ3 by 4h ကိုပဲထည့်လိုက်မယ်ဒီနေရာမှာ3 by 4h ကိုပဲထည့်လိုက်မယ်3 by 4h နဲ့ထပ်ပေါ့နော်အဲဆိုတော့ဒီတန်ဖိုးက 1/3 by 3 3 9အောက်ကကြလေးလေး16 h ကကျုဖြစ်သွားမယ်333 3 9ဆိုတော့3 pi by 16 h ကျုဖြစ်သွားမယ်เนาะ volume အဲဆိုဆရာ volume နဲ့ h နဲ့ချိတ်ဆက်မှုရှာလိုက်လို့ရှင် power ရှေ့ချတစ်ထပ်နှုတ်လိုက်လို့ရှင်3 3 9ဖြစ်သွားမယ်9 by 16 h square ဖြစ်သွားမယ်ပေါ့နော်အဲ့တော့မှ0ပုတ်စာရှာလို့ရပြီ at h ရဲ့တန်ဖိုး2 unit မှာ dv by dh ရဲ့တန်ဖိုးဒီ9 by 16 pi h ရဲ့တန်ဖိုးက2ပဲထားလိုက်ပါတော့เนาะ2 unit ဆိုရင်လေး16ဆိုတော့9 by 4 pi ရထားမယ်ပေါ့နော်အဲ့တော့မှဆရာတို့လိုချင်တဲ့ dh by dt ဒီ dh by dv နဲ့ dv by dt နဲ့ဆိုချိတ်ဆက်လိုက်လို့ရတယ်ဒါဆို dh by dt ဒီမှာဆရာတို့ပြောင်းပြန်အစားထိုးလို့ရတယ်ပေါ့နော်ဒါပြောင်းပြန်လုပ်လိုက်လို့ရှင်9 by 4 က
4/9ဖြစ်သွားမယ်4/9 by ဟိုနောက်ကကျတော့0 by က9 by လို့ပေးထားတဲ့ပုံစံเนาะဟိုပုံမှာရှင်းကြည့်လိုက်0ပုံစံ9 by လို့ပေးထားဆိုတော့9 by နဲ့အစားထိုးပြီးတော့ခြေလိုက်လို့ခြင်းအပြင်4ရမှာပေါ့เนาะ dh by dt ဒီပုံစံ0နည်းနည်းလေးလှည့်စားထားတာတော်တော်လွယ်ပါတယ်0 similarity ရဲ့ဂုဏ်တက်တီလေးသုံးလိုက်လို့ရှင်ရမယ်ပေါ့เนาะဒီမှာဒါလေးပဲကဲအဲ့ဆိုတော့0 exercise 11ပြီးပြီဆိုတော့0ဒီတင်ခန်းစာလေးလည်းဒီမှာပြီးဆုံးပြီနောက်0 exercise ဒီမှာပြန်လည်တွေ့ဆုံကြတာပေါ့အားလုံးပဲကျေးဇူးတင်ပါတယ်